Abnane Nadamaya Leze Sikune Koza Tagre Tatandoya Chase Chakune Todalin Lazan Kuneyane Mogomyo Anabai Kadeya Sudamye Nyaswabaya Tamayonaji Atwinai Kadeya Baji Jesu Shinimia Pidamujabi Kade Anajam Sayada Bayajini Kava Ijam Sayada Bayajirua Udaida Pansin Laye Kade Chacham Kadendam Sambia Mulyara Mujabi Tangara Ashendumyado Boye Gaye Midaye Awara Yedubu Kayo Be Ikadeya Gwaji Yamiyaba Nayaga Lujime Aboundu Udaida Bansinleye Tesa Damadavin Jimyaye Amuzan Abwa Myama Jimu Be Weawaza Lunge Maume Aboundu Loa Dana Bukayu Leye Nisimabye Siyen Jen Ba Julo Ado Yesama Jemya Warin Kala Mogo Vibadana Dasa Damadabe Lezanya Atu Teya Bwaji Tonze Teya Myadonya Tonze Teya Myadonya Abunai Yani Yahweh Adidi Ma Tayana Taya Tai Jaya Laja Vibondo Amiyaba Nigo Maunama Sweda Myoda Yogi Turazin Aboundu Honimya Jesusa Hojayami Tayagado Nidana Vaga Dayo Balido Padaika Damo Pada Kane Tesa Danyok Balido Abhidhamma Pitaka Pathan Balido Kama Yusine Vipaka Yusiru Nailadi Kambo Nyansin Yulote Amane Tayaro Itayaro Jigo Mahaja Demi Manaja Jademi Taya Baishin Pidamudo Tabinu Myaswabhyashin Kura Myaji Gonabo Ayum Byu Bida Namo Tata Donjin Ninya Tiabya Karola Java Onsu Namo Tata Bhagavato Arahato Samma Sambuddhassa Namo Tata Bhagavato Arahato Samma Sambuddhassa Hodiya Naduva Jesurashin Ega Mahamandita Mogo Sayadam Bayaji Nyandogo Utima Tabi Hoja Najama Chilidoja Sayadam Bayaji Yeta Tigono Mukedo Mula Nupya Linga Sambuku Ninya Pyabya Yoba Buzo Pi Teyawe Salai Jaya Alumbelau Chiliri Chata Nyada do Iriya Bukye Suchanda the time be
ဟောကြားလက်ထံသောတရားဓမ္မများကိုအာယုန်တစ်ပါးစိတ်မသွားပဲဆက်လက်နာယူမှတ်သားနိုင်ကြပါပြီတို့အားလုံးယောဂီအပေါင်းသူတော်ကောင်းတို့မနေ့ကဟောလက်စာပြတဲ့ဓမ္မပစ္စည်းနဲ့ဝိပါကပစ္စည်းကိုပဲဆက်လက်ပြီးတော့ဟောလိုက်မယ်လို့မှတ်ရမယ်နော်ကမ္မပစ္စည်းမှာဘုရားကဘာပြောသလဲကုသလံကမ္မံဝိပါကနံခန္ဓနံကတတာသရူပနံကမ္မပစ္စယေနပစ္စယောစေတနာတံပြုတကနာဓမ္မနံတံသမုဋ္ဌာနာနိသရူပနံကမ္မပစ္စယေနပစ္စယောဝိပါကပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမဉ္ဉံသတ္တရောခန္ဓာအရူပိနောအညမဉ္ဉံဝိပါကပစ္စယေနပစ္စယောဒါပဋ္ဌာန်းပါဠိမနေ့ကကာမပစ္စည်းနဲ့ပတ်သက်လို့အကျိုးပေးနဲ့တကဝဘုန်းကြီးကံ၄မျိုးဟောခဲ့တဲ့နေရာမှာ2မျိုးပဲပြီးခဲ့တယ်နော်ဒီနေ့ကျန်တဲ့2မျိုးကိုဆက်လက်ပြီးတော့ဟောလိုက်မယ်လို့မှတ်ပါအဲ့တော့ပြီးသွားတဲ့ကံ2မျိုးကဘာတွေတုံးဆိုလို့ရှိရင်ဘုန်းကြီးတို့ကရုကံနဲ့အာသနကံဒါမနေ့ကပြီးခဲ့တယ်နော်။ဒါရင်ဒီနေ့အာစိဏကံနဲ့ကတ္တကံဆိုပြီးတော့ဒီကနေ့ကံ2မျိုးဆက်လက်ပြီးတော့ဟောပါလိမ့်မယ်။အာစိဏကံဆိုတာကယောဂီတို့ဘုန်းကြီးတို့နေစဉ်နေဆိုင်ပြုစုလုပ်ကျွေးဆောင်ရွက်နေကြတဲ့အလုပ်နေတိုင်းလုပ်နေတဲ့အလုပ်ကုသိုလ်နဲ့ပတ်သက်လို့ရှိရင်လည်းနေတိုင်းဘုရားဆုံးတော်တင်တဲ့ပန်းကတ်တဲ့ဘုရားကြော့တယ်စာသီအပြင်ဒါနသီလသမထနဲ့ပတ်သက်တဲ့အဲ့ဒီလုပ်ငန်းတွေကိုနေစဉ်ကြိုးစားမရွတ်ဝါများအားထုတ်နေကြတဲ့အလုပ်တီအာစိဏကံလို့မှတ်စမ်းပါနေစဉ်လုံးနေတဲ့အလုပ်တီဘာကံနဲ့လဲကုသိုလ်ကိုနေစဉ်လုပ်ရင်ကုသိုလ်အာစိဏကံပေါ့တက္ကအာကုသိုလ်ကိုနေစဉ်လုပ်ပြန်ရင်လည်းပဲဒါအာကုသိုလ်အာစိဏကံပေါ့ကျုပ်ပေးရင်ဒုတိယဘဝမှာကုသိုလ်အာစိဏကံကအကျိုးပေးတော့လူခန္ဓာနတ်ခန္ဓာပြမခန္ဓာဒီဝိတ္တဆိုတဲ့ခန္ဓာအကျိုးပေးတွေမရောက်လာရမလားဒါဖြင့်ယောဂီတို့တခါကုသိုလ်အာစိဏကံကအကျိုးပေးတော့လူခန္ဓာနတ်ခန္ဓာအာကုသိုလ်အာစိဏကံကအကျိုးပေးလိုက်ပြန်တဲ့အခါကျတော့လည်းပဲအပယ်လေးပါးခန္ဓာဘုသေကံนี้ကြတော့ကိုယ်နေတိုင်းလုတ်ခဲ့တဲ့တိုင်းခဲ့တဲ့တတ်ခဲ့တဲ့ပြတ်ခဲ့တဲ့လိမ့်ခဲ့တဲ့ညာခဲ့တဲ့ဒါတွေပြန်တတိရတာပဲဒါကြောင့်အာစိဏကံဖြစ်ကြောင်းဖန်မှုတယ်ကိုလုတ်တဲ့အလုပ်ကိုပြန်တတိရဒါကြောင့်မလို့ဘုန်းကြီးတို့သုန္ဒဝတ္တသမားတွေကြတော့တခါတည်းနှစ်ပေါင်း33နှစ်လုံးဒီဝက်ကိုကြည်သတ်ပြီးတော့သူလဲစားရောင်းလဲရောင်းပေါ့လေဒီလိုဝတ္တမှုနဲ့အချိန်ကုန်လာတဲ့သုန္ဒတုကရဆိုတဲ့ဝတ္တသမားများကြတော့လည်းပဲကိုင်တေကံနေကြတော့သူတတ်ခဲ့တာတွေဖြတ်ခဲ့တာတွေရောင်းခဲ့တာတွေဝယ်ခဲ့တာတွေပြန်ပြီးတော့တတိမရောက်လိုက်ရလားဒါအဲ့တော့တတိရလိုက်တဲ့အခါကျသူ့ရဲ့ဝိနကစေတနာဇောကလည်းကရုကံအပြင်ကြီးမားနေတာကတကြောင်သူလုပ်တဲ့အလုပ်ကလည်းတရတဲ့မဟုတ်ဘူးနေ့တိုင်းလုပ်နေတဲ့အာစိဏကံကြီးကလည်းရှိနေတာကတကြောင်အဲ့ဒီအာစိဏကံကအကျိုးပေးလိုက်တဲ့အခါကျတော့တေတော့အဝိဇ္ဇိမကြောက်လားကြာလားအဲ့ဒါဘယ်ကံကအကျိုးပေးတာလဲတေကံนี่ဘယ်ကံမှဖြတ်ဝင်လို့မရတော့ဘူးနော်ဘယ်ကံမှပြမဝင်နိုင်တော့ဘူးအဲ့လိုတေကံนี่ကံဖြတ်ဝင်နိုင်တဲ့ပုဂ္ဂိုလ်ကလည်းလောကမှာရှားပါတယ်အဲ့တော့ဘုကံနဲ့အာတဏကံဘသူကထက်တယ်လဲလို့မင်းအာတဏကံကထက်တယ်ဘသူကထက်လဲအာတဏကံကထက်
အဲ့တော့အာသနကငါတက်တယ်ဆိုဥပမာပေးမယ်ဥပမာပေးလို့ယောဂီတို့ညာနဲ့ရှင်းပါလိမ့်မယ်တို့တော်ရက်မှာတချို့နွားချန်ကြီးတယ်မှာနွားအကောင်100 50စသည်အပြင်မွေးထားတာရှိတယ်နော်ကဲညနေကျတော့နွားချောင်းဒီမနေ့ကျတော့နွားချောင်းသားကအကောင်လုံးနှစ်ချန်တဲ့ကနွားတွေထုတ်တယ်နွားချောင်းနဲ့ပေါ့ညနေ9 နာရီခွဲ6 နာရီနွားသိမ့်ချိန်ကြပြီဆိုလို့ရှိရင်တစ်ချက်ကနေပြီးတော့နွားတွေကိုပြန်ပြီးတော့ခြံထဲကိုရိုက်မတွင်းလားတွင်းလားအဲ့တော့ဟိုတစ်ချက်ကနေပြန်လာတော့အိမ်ပြန်ရမယ်ဆိုတော့ဟိုနွားတွေကခြေလန့်တော်တော်တွက်တာဟုတ်အဲ့တော့ခြေလန့်ကတော်တော်တွက်တဲ့အခါကျတော့အဲ့ဒီနွားတွေထဲမှာရုပ်ကလေးနတ်ပြိုနတ်အိုနတ်လက်အမျိုးမျိုးအစားစားမရှိလားရှိမလားရှိတာပေါ့အဲ့တော့နွားတွေနတ်အိုနတ်ပြိုနတ်လက်အမျိုးမျိုးအစားစားရှိတော့ကဒီနတ်ပြိုတွေကသူခပ်တန်တန်ပြေးနိုင်တာဟုတ်ဗျပြေးနိုင်တဲ့အခါကျခြံထဲကိုသူတို့အရင်ရောက်တာပေါ့ဟိုနအိုကြီးတွေကနောက်ကဣဘဲနဲ့ခလေးလေးပေါ်လာတာအဲ့တော့ဟိုခြံထဲအရင်ရောက်သွားတော့ဒီနပြိုးတွေအရင်ရောက်သွားရောရောက်သွားတော့အရင်ရောက်တဲ့နွားကတောင်းကပ်သွားတာနောက်ကနွားတွေတတုတ်ဝင်လာတာဟုတ်နောက်ဆုံးကြံတာကဘာတော့ဟောနအိုတွေကကြံတယ်ကျန်တဲ့ရုပ်ကလေးစဉ်းစားကြည့်တယ်စဉ်းစားကြည့်ဒါပြည့်ရင်အဲ့ဒီအပေါဝနာမှာကပ်ပြီးတော့မှနေရမယ့်နွားဟာနအိုနလက်နပြိုတွေကဘယ်နွားတွေနေရမှာများတယ်ဒါပေါ်တော့နောက်ဆုံးမှဝင်ရတာကိုကဲနောက်ဆုံးမှဝင်ရတာဟိုနပြိုကတော့ခတ်တော့ဝင်သွားတော့သူကအတွင်းပိုင်းလေးရောက်သွားပြီတောင်းနေရောက်သွားနအိုတွေကနောက်ဆုံးမှဝင်တော့ခြံအပေါဝဖြစ်နေဂိုင်းမနဲ့ခြံကထုတ်မယ်ဆိုပြန်တော့ဘသူအရင်ထွက်ရတယ်ဒီတိုင်းနဲ့ဗျာနေ့စဉ်ကျမ်းမာရေးကောင်းတော့ကတွတ်လက်လက်ချက်ချက်ချာချာနဲ့လုပ်ခဲ့တဲ့ကုသိုလ်အကုသိုလ်နေ့စဉ်လုပ်နေတဲ့အာစိဏကံဟာနပြိုနဲ့တူတယ်အာစိဏကံဟာဘာနဲ့တူလဲနပြိုနဲ့တူတယ်တေဂန်ဒီမှာကတိဖြစ်ပေါ်လာတဲ့အာသနကံဟာနအိုနဲ့တူတယ်ဘာနဲ့တူလဲအာစိဏကံဟာဘာနဲ့တူအာသနကံဟာဘာနဲ့တူဒါကြောင့်မလို့အဲ့ဒီနအိုနဲ့တူတဲ့နွားတွေကအရင်ဆုံးတစ်ချက်ကိုအရင်မထွက်ရလားထွက်ရလားဒီကပ်ပြီးတော့မှအကျိုးပေးမဲ့အာသနကံဟာပို့ပြီးတော့မှမတန်လားတန်မလားဒါပေမဲ့ဒါပြင်အာသနကံကအကျိုးပေးလိုက်လို့အာစိဏကံကအကျိုးမပေးဘူးလို့မထင်နဲ့ဟုတ်ရဲ့လားအခုဒီဘဝလောက်ထားတဲ့အကုသိုလ်တွေဒုတိယဘဝအကျိုးပေးရင်သူအာစိဏကံအကျိုးမပေးဘဲနဲ့မိခဲပြဘုံသဘောမျိုးလေးနဲ့တိမ်ညွတ်ပြီးတော့မှနောက်အကြောင်းညွတ်တဲ့ဘဝအကျိုင်းအကျိုးပေးတော့မယ်ဆိုရင်အဲ့ဒီအာစိဏကအကျိုးပေးခွင့်မတာရင်အကျိုးပေးခွင့်တာတဲ့အချိန်အကျိုးပေးလိုက်တဲ့ကံကိုတော့ကတ္တတာကံနဲ့ဗျဘာကံနဲ့တော့ဒါနဲ့ဒုက္ခဓမ္မတွေဒီဘဝအာကုသိုလ်လုပ်တယ်အာကုသိုလ်လုပ်ပြီးတော့မှဒုတိယဘဝငရဲကြခြင်းကြတော့မယ်ပြိဋ္ဌာန်ဖြစ်မယ်အကယ်၍များပေါ့အဲ့ဒီလိုဒီဘဝအာကုသိုလ်ရဲ့အကျိုးပေးဟာဒုတိယဘဝအပယ်လေးပုံကိုဓာတ်ရဲ့တကယ်အကျိုးပေးလိုက်ရင်ပေါ့နော်အကျိုးပေးလိုက်ရင်ဒါအာစိဏကံလို့ခေါ်တယ်အကယ်၍ခုနပြောခဲ့တဲ့အာတဏကံကထက်ချလိုက်လို့အာစိဏကံကအကျိုးပေးခွင့်မတာလို့မပေးလိုက်ရလို့ရှိရင်ဒီကဟာလေးလိုလွင့်သွားတယ်လို့ဒီလိုမယူနဲ့နော်တဏှာကထိန်းထားတာတဏှာကစုဆောင်းပြီးထိန်းထားတာသူ့အလှဲ့ကြိုက်အကျိုးပေးတော့မှာအလှဲ့ကြိုက်ရင်အကျိုးပေးတော့မှာသူအလှဲ့မကြသေးလို့ကုသိုလ်ကအခွင့်တာလို့တာသူ့မှာတုဂတိနတ်ခန္ဓာရတာဟုတ်ဗျအာကုသိုလ်ကဒါအကျိုးပေးအလှဲ့ကြသွားမယ်ဆိုတာအပယ်လေးပါးခန္ဓာဘယ်လိုရမှာနော်အခုဘဝအာကုသိုလ်လုပ်တယ်ဒုတိယဘဝမှာနတ်ခန္ဓာရတယ်ဟုတ်ပြီနော်အဲ့ဒါဒီအာကုသိုလ်ကနေ့စဉ်လုပ်တဲ့အာကုသိုလ်အာသနကအကျိုးပေးခွင့်ရသေးရဲ့လားမရပေမဲ့လည်းအာဒါပြီးသွားပြီလို့တို့မယူလိုက်နဲ့နောက်အချိန်တန်ရင်သူဘာလုပ်မလဲအကျိုးပေးမှာအချိန်တန်ရင်ဘာဖြစ်မလဲအကျိုးပေးခွင့်အလှဲ့ကိုစောင့်နေတာအဲ့လိုတဘဝနှစ်ဘဝသုံးဘဝလေးဘဝလောက်စက်တိုက်ချားပြီးတော့မှအကျိုးပေးလာတဲ့ကံမျိုးကိုတော့ကတ္တတာကံနဲ့ဘာကံနဲ့လဲဖြစ်အကျိုးပေးတာကဂရုကံတေကံนี่ကပ်ပြီးတော့မှအကျိုးပေးလိုက်တာကအာသနကံ
အဲ့ဒါနေစဉ်လုတ်နေတဲ့ကံဟာဒုတိယဘဝအကျိုးပေးရင်အာသိဏကံအဲ့လိုဒုတိယဘဝအကျိုးပေးခွင့်မတာလို့3 4 5ဘဝခြားပြီးတော့မှအကျိုးပေးရင်ကရဒကံဘလောက်ကမ္မပစ္စည်းတို့တယ်လားဒါတွေကိုမသိတဲ့အခါကျတော့ဟိုတဲ့ကောင်းတာလုပ်လည်းကောင်းချင်မပေးပါဘူးမကောင်းတာလုပ်ရင်လည်းမကောင်းချင်မပေးပါဘူးဆိုတဲ့နိယတမိစ္ဆာဒိဋ္ဌိနိဂန္ဓနာတပုတ္တရရဲ့အယူတွေဖြစ်လာရင်အလွန်ကြောက်စရာမကောင်းလားကောင်းလားတော့နိဂန္ဓနာတပုတ္တရတို့ကရှေးဘဝလည်းမရှိဘူးနောက်ဘဝလည်းမရှိဘူးတမလွန်လောကဆိုတာသူမှမရှိဘူးတော့မယုံကြည်ဘူးတဲ့အဲ့တော့ကောင်းတဲ့လူကကောင်းပါလေမကောင်းတဲ့လူကမကောင်းဘူးပဲတဲ့ဘယ်ဆရာကောင်းသမားကောင်းမိကောင်းဖကောင်းနဲ့တွေ့လို့ကောင်းတယ်ဆိုတာလည်းမဟုတ်ဘူးတဲ့ဘယ်မိတ်ဆွေဆိုအပေါင်းအသင်းဆိုနဲ့တွေ့လို့လည်းစိုးသွမ်းတယ်တော့မဟုတ်ဘူးတဲ့တွက်သူစိုးသွမ်းတဲ့အကြောင်းရှိရင်စိုးသွမ်းပါပဲကောင်းတဲ့အကြောင်းရှိရင်ကောင်းပါပဲအဲ့ဒါကောင်းကံမကောင်းကံကောင်းကျိုးမကောင်းကျိုးဆိုတာကအကြောင်းအကျိုးဆိုတာအလကားဘာသာရေးစားဖားကြီးတွေကလူအလူနာတွေကိုလှည့်စားပြီးတော့မှစားရလွယ်အောင်လို့စားပေါက်ချောက်အောင်လို့ပြောနေတဲ့ဘာသာရေးမှိုင်းတစ်ခုပဲအဲ့ဒါလူလို့လည်းပဲအကျိုးမရှိဘူးလေလူကလာတာကုသိုလ်လုပ်ရင်လည်းကုသိုလ်အကျိုးမရဘူးလေအာကုသိုလ်လုပ်ရင်လည်းအာကုသိုလ်အကျိုးမရဘူးလေသူချစ်ချင်တာဖြစ်နေတာလေအချိန်တန်လို့ရှိရင်လိမ္မာခြင်းတဲ့ပုဂ္ဂိုလ်အချိန်တန်တွတ်သူအလိုလိုလိမ္မာတာပဲလေမိုက်ခြင်းတဲ့ပုဂ္ဂိုလ်ကတွတ်သူအလိုလိုဘယ်ဆရာကဘလောက်ပြောမိုက်တာလေဟောသူကအဲ့တော့သူ့မှာကအကရိယဒိဋ္ဌိဆိုတဲ့ဒီဒိဋ္ဌိအယူကြီးမရှိလားရှိနေလားရှိနေတယ်ဒါကြောင့်မလို့ယောဂီမှတ်ထားအာသိဏကံကအကျိုးပေးခွင့်မတာလို့ကတ္တတာကံကအကျိုးပေးခွင့်တာနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီကံရဲ့သဘောတရားကိုဝေဖန်နားမလည်လို့မိစ္ဆာဒိဋ္ဌိဖြစ်သွားပုံနဲ့ဥပနိတ္တယပစ္စည်းပုဂ္ဂလောဥပနိတ္တယပစ္စေနပစ္စယောပုဂ္ဂိုလ်ကြောင့်ကံအယူဝါဒတွေတိမ်ဆောင်ပြီးတော့မိစ္ဆာဒိဋ္ဌိဖြစ်သွားတဲ့တလောကဘုန်းကြီးပြောခဲ့မှုတဲ့အင်္ဂတိမင်းကြီးဟုတ်ရဲ့လားအင်္ဂတိမင်းကြီးကသူကဘာသာရေးသမားတကယ်ပါလေအရင်ကတော့ဒါနသီလဘာဝနာတွေလုပ်တယ်မေတ္တာပို့တယ်သီလဆောက်တည်တယ်သူ့မှာသမီးလေးတစ်ယောက်ရှိတယ်ရုဇာတဲ့သမီးလေးနာမည်ကအဲ့တော့ရုဇာသူကိုယ်တိုင်ကလည်းဒါနဝါဒနာပါနေတော့အင်္ဂတိမင်းကြီးကလေနေ့တိုင်းသမီးလေးသူ့ရဲ့သမီးတော်ကိုပေါ့နေ့တိုင်းအတပြား900လှူခြင်းရလှူရအောင်လို့အင်္ဂတိမင်းကြီးကပြေးတယ်အဲ့ဒီမှာဒီရုဇာလေးကလည်းပဲဖခင်ရဲ့အစိတ်အပြပြပဲဒါနသီလတွေအမြဲတမ်းလုပ်တယ်စောက်တည်တယ်အမတ်တွေကနေတော့ပြင်ပဘဝတုတ္တလေးလည်းရအောင်အဲ့တော့သူတို့ကိုးကွယ်နေတဲ့နိဂန္ဓနာတပုတ္တဆိုတဲ့ဆရာကြီးဘုန်းကြီးတို့ခေတ်စကလုံးနဲ့ပြောရင်ဥဂုဏဆိုတဲ့ယသိပေါ့ဂုဏယသိလို့ခေါ်တယ်သူကြတော့အဲ့ဒါနိဂန္ဓနာတပုတ္တတဲ့သူရဲ့နာမည်အရင်ကအဲ့တော့အဲ့ဒီဆရာကြီးစီမှာလဲဩဝါဒလေးခံယူရနိနာနေတရားလေးယူပါအောင်ပေါ့ဒါနဲ့ကသွားကြတယ်သွားကြတဲ့အခါကျတော့ဟိုကြတော့နိဗ္ဗာန်ရောက်ကြောင်းတရားနတ်ပြည်ရောက်ကြောင်းတရားပြီးတော့တိုင်းသူပြည်သားတွေကိုငြိမ်းချမ်းအောင်စိတ်ချမ်းသာအောင်ဘယ်လိုပြုစုဆောင်ရွက်ရမလဲတိုင်းပြည်တိုးတက်ကြောင်းအင်္ဂါရက်တယ်ဒီလိုသူကမေးရတာလေအဲ့တော့တိုင်းသူပြည်သားတွေကိုကြောသားရင်သားမချားအုပ်ချုပ်နိုင်တဲ့မိဘရဲ့မေတ္တာနဲ့အုပ်ချုပ်နည်းစနစ်တွေဩဝါဒပေးပါအောင်အတင်ဆရာကြီးတို့ကဘုဟုတ္တလည်းအလိုမတန်ကြွယ်ဝပါတယ်ဒါကြောင့်မလို့အခုပစ္စုပန်တိုင်းသူပြည်သားတွေချမ်းသာကြောင်းကြီးပွားကြောင်းပေါ့လေဒါတွေမေးတယ်ပြီးတော့တမလွန်နတ်ပြည်လောကပရလောကဆိုတော့တမလွန်နတ်ပြည်သုကတိလူဘဝမှာတစ်ဆင့်နတ်ဘဝဗြဟ္မဘဝရနိုင်တဲ့အဆင့်ဆင့်သောအကျိုးတူတရားတွေရဲ့ရအကြောင်းတရားအဲ့ဒါတွေပြုလုပ်တဲ့အကြောင်းတရားတွေအင်္ဂါအချက်လေးတွေကဟောပြပါဦးပြီးတော့ဘဝကံရဲ့ပြင်ပ32ပုံရဲ့ပြင်ပဖြစ်တဲ့ဒုက္ခကတိတ်ငြိမ့်တဲ့နိဗ္ဗာန်ရောက်ကြောင်းတရားလေးလဲဟောပြပါအောင်လို့အင်္ဂတိမင်းကြီးကနိဂန္ဓနာတပုတ္တကိုမေးလိုက်တာမေးတဲ့အခါကျတော့ဒီနိဂန္ဓနာတပုတ္တဒီအကြောင်းအရာတွေကံရဲ့ဝေဖန်မှုတတ်တည်တယ်သူတို့အရင်တော့သိလားဘာမှသိလာတော့တာမဟုတ်ဘူးနိဗ္ဗာန်ရောက်ကြောင်းနဲ့ပတ်သက်လို့သစ္စာတွေပရိစ္ဆသမုပ္ပါဒ်ဒီလိုပဋ္ဌာန်းတရားခန္ဓာဖြစ်စဉ်တွေသူတို့သိရလားဘာမှလေ့လာတာမဟုတ်ဘူးညပြီးတော့နတ်ပြည်ဓမ္မပြည်ရောက်ကြောင်းပြတဲ့ဒါနံတက္ကတသောပဏ္ဏဒါနံပါတိယမုတ်တမံအစရှိတဲ့ဒါနအကြောင်းသီလအကြောင်းတမထကျင့်စဉ်အကြောင်းတွေငကိုတဲ့အခါမှာတစ်သက်လုံးဘာမှကျင့်မလာတဲ့ပုဂ္ဂိုလ်
ဝါမရှိတဲ့နဲ့ဝိသွားလို့ချင်လို့ရမလားဟိုကမေးတဲ့မေးခွန်းတွေကမေးခွန်းကောင်းနေတကယ်အကောင်းပကတိတွေမေးတာသူကဘာမှမဖြေတတ်ဘူးလေဒါလေအလေးချင်းမှမလုပ်တတ်ပဲနဲ့ဟုတ်အဲ့လိုအလေးချင်းကလုံမတတ်တယ်သူကမဖြေတတ်ဘူးမဖြေတတ်တော့ငါဒါတွေမသိဘူးကွာလို့မသိတာကိုမသိဘူးလို့ဝင်မခံဘူးဝင်မခံမနဲ့သူတို့ရဲ့ရှေ့ဆရာကြီးတွေနဲ့တကွာသူလက်တွေ့ကျင့်သုံးနေတဲ့သူ့ရဲ့အယူကိုပဲပြောရတာပဲသူ့ရဲ့အယူကဆောနကပြောခဲ့တယ်လို့ပါကောင်းတာလုပ်လို့လည်းကောင်းကျိုးမပေးဘူးမကောင်းတာလုပ်လို့လည်းမကောင်းကျိုးမပေးပါဘူးဒီဘဝသိရင်ဒီမှာချမ်းသာစရာရှိချမ်းသာမှာပဲဆင်းရဲစရာရှိဆင်းရဲမှာပဲမိုက်စရာရှိမိုက်မှာပဲလိမ္မာစရာရှိလိမ္မာမှာပဲအချိန်တိုင်းဒီခန္ဓာကတိမ်ပေါင်းမှာပဲကောင်းတာလုပ်လို့မကောင်းတာလုပ်လို့သူ့သူချစ်ချင်တယ်လို့ဖြစ်နေတာနောင်ကဘာပြတ်သွားလို့ဟောဒုတိယကဘာအစာတူဖြစ်လာတဲ့အခါကျတော့မှကိုယ့်အတွက်ကောင်းကျိုးဆိုတာပေါ်လာတယ်အဲ့တော့ဒီဘဝမှာမလို့ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ဘာမှကျေးဇူးမများဘူးကောင်းတာလုပ်လို့လည်းကောင်းကျိုးမပေးဘူးမကောင်းတာလုပ်လို့လည်းမကောင်းကျိုးမပေးဘူးတော်တော်ပြောတော့အင်္ဂတိမင်းကြီးကစဉ်းစားပြီဟာဒါနဲ့ငါနေတိုင်းလုပ်နေတဲ့ဒါနသီလဘာဝနာတွေကဒုတိယဘဝအကျိုးမပေးတော့ဘူးလားသူပြောမှုကဒုတိယဘဝမရှိဘူးဆိုတဲ့အတိတ်ပဲမျိုးပဲအကျိုးမပေးတော့ဘူးလားစဉ်းစားတဲ့အခါကျတော့အဲ့ဒီမှာသူ့ရဲ့နောက်ကဘသူပါလဲဆိုတော့စစ်တူကြီးပါတယ်စစ်တူကြီးကအဲ့ဒီမှာစစ်တူကြီးကလက်တိလက်မောင်းတက်လာဟုတ်တယ်ဆရာကြီးပြောတာမှန်တယ်အခုတရားနာနေတဲ့အကျွန်ုပ်မှာဇာတိတ်တရညာပေါ်လာတယ်ဟာမောင်ပြောသမောင်မောင်ဇာတိတ်တရညာဘယ်လိုတော့အကျွန်ုပ်ကတဲ့ဒီဘဝကနေဟိုဒီဘဝမရခဲ့ဒုတိယအဲ့အရင်ဘဝကတဲ့အလုံးမတန်စိုးသွမ်းပြီးတော့မှတကယ်သူများတာများလည်းဖြစ်စီတာပဲတဲ့အလိန်ကကောက်ချစ်တာပဲတဲ့မကောင်းမှုမှန်တယ်များအကုန်လုပ်တယ်တဲ့အဲ့တော့တောက်တယ်စားတယ်မူးတယ်ယူတယ်ရိုက်တယ်ခွဲတယ်မကောင်းမှုအကုန်လုံးလုပ်တာပဲတဲ့ဟောအခုဒုတိယဘဝကျတော့ကျွန်တော်တဲ့အခုစစ်သူကြီးဖြစ်နေတယ်တဲ့အိုးနဲ့အိမ်နဲ့တိုက်နဲ့တန်နဲ့အရှင်မင်းကြီးကနေလည်းချင်းမြောက်မှုကြောင့်မလို့စစ်သူကြီးချုပ်ယာရုရထားတယ်တဲ့ယာရုကြီးရတယ်အတိတ်ကမကောင်းတာလုပ်လို့သာမကောင်းချိုးပေးမယ်ဆိုကျွန်တော်ဒီယာရုရကြအကြောင်းမရှိဘူးတဲ့ကျွန်တော်ဒီလူဘဝရကြအကြောင်းမရှိဘူးတဲ့ဟောစဉ်းစားသူတို့မှနားမလဲတော့အာသိဏကံနဲ့ကတ္တကံနှမျိုးကိုနားမလဲဘူးလေအဲ့ဒီအာကုသိုလ်ကဒုတိယဘဝမှာအပယ်လေးပုံကိုဓာတ်ရဲ့အကျိုးပေးရင်ဘာကံနဲ့လဲအာသိဏကံတို့ယောဂီတွေလည်းနားလဲအောင်နားထားအောင်ဒါကြဇလန်းလေးနဲ့ပြတ်နေအောင်မယ်ဒီဘဝအာကုသိုလ်လို့ဒုတိယဘဝမှာဓာတ်ရဲ့အကျိုးပေးရင်ဘာကံလဲအာသိဏကံဗျအဲ့တော့သူကအာသိဏကံကအကျိုးပေးခွင့်မတာတဲ့အခါကျတော့ဘယ်ကံကအကျိုးပေးလိုက်တယ်လဲလို့ဆိုတဲ့အခါကျတော့သူဟာတခုသောလူစဉ်ဘဝတုန်းကပေါ့လေတခုသောဘဝတုန်းကသူကဘာဖြစ်ခဲ့လဲလို့မေးတဲ့အခါကျတော့ဒီဆုံးငံကြွလာတဲ့အရှင်ကောင်းအရှင်မြတ်တစ်ပါးကိုမွန်းတဲ့ကံကြီးလေးမှာဆုံးမရကြတဲ့အရှင်မြတ်တစ်ပါးကိုစွမ်းကုသိုလ်တွေလောင်းလှူခဲ့ဘူးတယ်အဲ့လိုလောင်းလှူခဲ့ဘူးတဲ့ကုသိုလ်တတ္တိကချက်ချင်းအကျိုးမပေးဘဲနဲ့အကျိုးပေးခွင့်တာတဲ့ဘဝကိုစောင့်နေတာအကျိုးပေးခွင့်နဲ့တာလဲတာသွားအဲ့ဒီမှာအဲ့ဒီအာသိဏကံဆိုတဲ့သူနေစဉ်လုပ်နေတဲ့အတိတ်ကတတ်ခက်ဖြတ်ခက်လိမ်ငယ်ညာကကောက်ခက်ချစ်ခဲ့တဲ့အကုသိုလ်အာသိဏကံနေရာမှာဟောအကျိုးပေးခွင့်တာတဲ့သူအရှင်ကောင်းအရှင်မြတ်ကိုလှူဒန်းခဲ့တဲ့ကတ္တတာကံကနေတော့ဈာကဝင်ပြီးတော့အကျိုးပေးလိုက်တာတေကံนี่တတိယလာရတယ်မဟုတ်ဘူးနော်ဘဝကပြုလုပ်ခဲ့တဲ့မြတ်အဲ့ဒီကုသိုလ်ကတ္တတာကံကသူ့ကိုကျေးဇူးပြုလိုက်တာဒီအမြင်မျိုးကြတော့လောကမှာဖရာယဟန္တာဟုတ်ပြီနော်ဖရာရှင်ရဲ့အဘိညာဉ်6ပါးပြည့်စုံတဲ့ပုဂ္ဂိုလ်မှပဲသိနိုင်မှာပေါ့ယောဂီတို့ဘုန်းကြီးတို့ကြတော့သိမလားမသိနိုင်ဘူးအဲ့တော့မသိနိုင်တော့ဒီစစ်တူကြီးကသူကိုယ်တိုင်မှသိမလားအင်္ဂတိမင်းကြီးကရောသိမလားကံအရာလေးဗျာကမ္မံအစိမ့်တိရကမ္မံကံရဲ့တတ္တိအကျိုးပေးတွေဒီအစိမ့်တိရကမ္မံပုဂ္ဂိုလ်တွေမကြံစီနိုင်ဘူးတဲ့ဒါခုယောဂီတို့သိတယ်ဆိုတာတော့မှဘုန်းကြီးတို့ပြန်ပြောနိုင်တယ်ဆိုတာတော့မှပါဠိတော်တွေရှိလို့ပြန်ပြောနိုင်တာတို့ကြရဲ့လားခရဟောပါဠိတော်တွေပြန်ခဲ့လို့ပြန်ပြောနိုင်တာနှမဒီလိုပြန်ပြောနိုင်မှုလွယ်မလားဒါကြောင့်သိချမှတ်ဒီဘဝအာကုသိုလ်လို့ဒုတိယဘဝမှာဓာတ်ရိုက်ပြန်အကျိုးပေးရင်ဘာကံနဲ့လဲဟုတ်တယ်အသေးစွမ်းမှတ်တာနောက်ကယောဂီတွေဒီဘဝအာကုသိုလ်လို့ဒုတိယဘဝမှာဓာတ်ရိုက်ချက်ချင်းအကျိုးပေးရင်ဘာကံနဲ့လဲ
အာစိဏကံနော်အဲ့တော့ဒီဘဝအကုသိုလ်ကံတွေလုံးတော့တေကံတိကမှာကုသိုလ်ကိုတတိယလို့များနတ်ပြည်အကျိုးပေးလိုက်လို့ရှိရင်အဲ့ဒါဘာကံနဲ့လဲဟုတ်တယ်ဘာကံနဲ့လဲဒီဘဝမှာလုတ်ပြီးတော့မှဒီဘဝတွေချက်ချင်းလက်ငယ်အကျိုးပေးတာကြတော့ဘာကံနဲ့လဲဟောကံဘယ်နှမျိုးဟောနေတာလဲအဲ့တော့ကံ၄မျိုးမှရောပြီလို့ဒီအာစိဏကံကဒီဘဝကတည်းဒုတိယဘဝချက်ချင်းအကျိုးပေးတာနော်အဲ့ဒါအာစိဏကံအကယ်၍ဒုတိယဘဝအကျိုးမပေးလို့ဘဝ၄-၅ဘဝခြားပြီးတော့မှအကျိုးပေးရင်ဘာကံနဲ့လဲကတ္တဒါကံအခုစစ်သူကြီးကိုအကျိုးပေးနေတာကတ္တဒါကံကအကျိုးပေးတာဟုတ်ဒီဘက်ကအာစိဏကံဒုတိယဘဝတုန်းကတက်ခက်ဖြတ်ကလိန်ငယ်ညာကကောက်ကကြည့်ခဲ့တဲ့အကုသိုလ်တွေကလေလိုလွတ်သွားပါလားမလွတ်သေးဘူးအကျိုးပေးခွင့်တာတဲ့အချိန်ကျသူကအကျိုးပေးလိုက်မှာအဲ့ဒီအချိန်အကျိုးပေးလိုက်ပြီဟဲ့ဆိုသူဘာကံငါအနေနဲ့အခြေပြုပြုမလဲကတ္တဒါကံဘာကံအနေနဲ့အခြေပြုပြုမလဲဒါကြောင့်မလို့တို့ကလေးတွေသိချင်တာအရက်ထဲမှာလေဘိမင်းကစောလောစာအရက်တွေနဲ့သူများသားများကိုတခါတည်းချက်စီးပြီးတော့မှဟာတခါတည်းချွေဘူးထဲမှာဟာတခါတည်းဒီစေးတွေခတ်ပြီးတော့မှလေသူများသားမျိုးတွေတိုက်မူးမိတ်လဲအိတ်သွားတဲ့ခါကျတော့မတရားစော်ကားဒီလိုလူတွေလောကမှာမရှိလားရှိသလားပြီးတော့ပြောကြလို့တောက်ဟဲစားဟဲမူးဟဲယူဟဲအဲ့လိုလုံနေတဲ့ကြားကတခါလေနှလုံးတိုက်လဲဝင်ပေါက်လိုက်တာပဲချဲလဲပေါက်ရင်ပေါက်လိုက်တာပဲဖြီလဲပေါက်ချင်ပေါက်လိုက်တာပဲဒီလိုလူတွေလည်းမရှိလားရှိသလားဟောရှိတာပဲဘယ်ကံကအကျိုးပေးနေတာလဲကတ္တဒါကံဘယ်ကံကအကျိုးပေးနေတာလဲကွာငါတို့ဒီလောက်လုပ်တာလေငါတို့ကောင်းကောင်းကောင်းဝယ်လှုပ်ရှားနေတာမကြည့်ပါဘူးကွာကောင်းကောင်းကောင်းဝယ်လှုပ်ရှားနေလို့ကတော့ဟိုကောင်းလေးလို့တွေ့မှရမှာပဲကလေးတွေကသူဒီကံမှနားမလဲတဲ့နဲ့ဟိုဒီကံကရောပြီလို့အကျိုးပေးခွင့်မတာသေးရင်အတိတ်ကကတ္တတာကံကတာဘဝကိုခုံကျော်ပြီးတော့အကျိုးပေးခွင့်တာလို့ပေးနေရင်တော့သူဘာလုပ်လို့တင့်တယ်နေတာပဲတို့ဟာဗုဒ္ဓဘာသာကျက်တဝက်တက်ပြီးတော့မှကိုယ့်ရဲ့ဘဝလမ်းကြောင်းကလေးတဘဝသာတဏှာစာလေးနဲ့သူများအသက်ကိုတားပြီးတော့မှယဉ်နီမြုပ်နိုင်ပြီးတော့မှတဘဝလေးပြုံးတာကတော့မတန်လိုက်တာဗျာကိုကတော့ပြောဟိုမှာတတ္တဝါတို့ကတားခွက်မရခွက်ဖြစ်လို့ကျက်မှလည်းသူသားမယားရှိမှာပဲဝက်မှလည်းသူသားမယားရှိမှာပဲဗျဟုတ်တယ်မလားသူများကိုနှိပ်စက်ပြီးတော့မှကိုကြီးပွားမယ်ဆိုသူများကိုနင်းပြီးတော့မှကိုကတက်ရမယ်ဆိုမလုံနဲ့မလုံနဲ့ဘယ်တော့မှမလုံနဲ့တော့ကြရဲ့လားအကျိုးပေးခွင့်မတာသေးလို့ဒီပုဂ္ဂိုလ်တွေမော့နေနေတာအကျိုးပေးခွင့်တာပြီဟဲ့ဆိုလို့ရှိရင်ကုန်းကောက်ဆရာမရှိအောင်ကိုစင်ရဲမွေးတွေသွားတတ်တယ်အာမကြဒါတော့အာမကြနဲ့နော်အာမကြနဲ့ညီးလို့တော့ကြိုက်ကြည့်နေရတော့အေးအလုံးဖြစ်ဘူးဟောငါတို့လိုရှိုးနဲ့သမိုးနဲ့ဒီလိုနေကြစမ်းပါအေးမလုပ်လိုက်ပါနဲ့ဟမ်အာစိဏကံကအကျိုးပေးခွင့်မတာလို့အာတဏကံကြောင့်မောနေကြတာဟုတ်ရဲ့လားလောက်ခဲ့တဲ့မြအာကုသိုလ်အာစိဏကံတွေကအာတဏကံဖြစ်နေတပတ်ပြန်လို့အကျိုးပေးမယ်ဆိုရင်ခံနိုင်ရရှိဖို့လွယ်ပါမလားအဲ့တော့နောက်ကကုသကြီးကလည်းထပြောကံအကြောင်းနားမလဲပဲနဲ့ရှင်းကအင်္ဂတိမီးကလည်းဘာမှနားမလဲဘူးလေဩဆရာကြီးကလည်းဟောတယ်အခုစစ်သူကြီးကလည်းပြောတယ်အဲ့ဒီမှာလည်းဘယ်သူကထပြန်လာတယ်လို့ဆိုတော့ဒီစကားဆိုတဲ့ကြုံကအာဟုတ်တယ်ဆရာကြီးပြောတာမှန်တယ်ဒါဘုန်းကြီးတို့မဟာနာရဒသတ်မှာပါတယ်နော်ဒါဟုတ်တယ်ဆရာကြီးပြောတာမှန်တယ်ကျွန်ုပ်ကတဲ့ကျွန်တော်လည်းအခုဇာတိတရညာပေါ်လာပြီတဲ့ဒီဘဝမရခင်ရှေ့တဘဝတာတဲ့ကျွန်တော်ဒါနတွေသီလတွေဘာဝနာတွေနေ့စဉ်နဲ့အမျှကျွန်တော်လုပ်တယ်တဲ့တမှုရလို့တကယ်လို့ဒုရှမ်းတောင်လို့တွနိုင်ရောလားကျွန်တော်လုပ်တယ်တဲ့အမိကိုလည်းယူသေးတယ်အဖကိုလည်းယူသေးတယ်သားမယားကိုလှုပ်ချတဲ့နေရာမှာလည်းသူများအသက်အုပ်အိမ်စီးစိမ်မထိခိုက်เสียပဲနဲ့ကိုခွန်နဲ့ကိုအားနဲ့ကွက်ကိုရုံးကန်ပြီးတော့ရိုးရိုးတတ်လှုပ်ချပြုစုခဲ့တယ်သူတော်ကောင်းအလုပ်ကိုကျွန်တော်အများကြီးလုပ်ခဲ့ပါတယ်တဲ့ဒါပေမဲ့အတိတ်ဘဝတုန်းကလည်းမကြည့်ပွားခဲ့ဘူးတဲ့အဲ့လိုသူတော်ကောင်းအလုပ်တွေလုပ်ခဲ့ပြီးတော့မှတည်တဲ့အခါကျတော့အခုဒီဘဝကျတော့ကျွန်တော်ကြုံဖြစ်နေတယ်တဲ့ကျွန်တော်ကောင်းတာတွေလုပ်တာပဲတဲ့တကယ်ဆိုကောင်းတဲ့အကျိုးကကျွန်တော်ပေးပါလားတဲ့နတ်ခန္ဓာတော့မို့လူချမ်းသာပေါ့တဲ့အခုကျွန်တော်အကျိုးပေးနေတာကစင်ရဲ့ကျိုးကျွန်တော်အပေးနေတဲ့အကျိုးကကျွန်ဘဝအကျိုးပေးနေတယ်တဲ့ကဲကောင်းတာလို့ကောင်းကျိုးပေးတယ်ဆိုကျွန်တော်ကောင်းမှုကောင်းနေပြီတဲ့
ဒါကြောင့်ဆရာကြီးပြောတာဟုတ်တယ်ကောင်းတာလုပ်လို့လည်းကောင်းချုပ်မပေးဘူးဒီလိုသူတို့ယူလိုက်တာမကောင်းတာလုပ်လို့လည်းမကောင်းချုပ်မပေးဘူးကံရဲ့အလှည့်အပြောင်းနဲ့အာစေနကနဲ့ကတ္တကံတို့ရဲ့ပြောင်းလဲပုံကိုသူတို့သိသလားနားလဲသလားယောဂီတို့အများကြီးကံကောင်းတယ်နော်ကံရဲ့အပြောင်းလဲအာစေနကနဲ့ကတ္တကံမနေ့ကကံနှမျိုးထက်တောင်သူကသွားစွာသေးတယ်သူတို့ကသိကြောက်စရာကောင်းတဲ့ဒီကံနှမျိုးကဒါကြောင့်မလို့ကံနားမလဲဒီကံကိုပဲအားကိုးနေကြအောင်ပါဘောကြရလားအေးဒါကြောင့်မလို့အဲ့ဒီမှာ तू ကအဲ့လိုထားပြောလိုက်တဲ့အခါကျတော့ဟာဒီစကားကျွန်ကလည်းအတိတ်က तू အကောင်းဆုံးလုပ်ခဲ့တယ်အခု तू အကျိုးပေးတော့ကျွန်ဆိုတာအကျိုးပေးနေတယ်ဒါတော့လည်းဇာတိကရဉာဏ်နဲ့ပြင်းတာဟုတ်မှာပဲကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးပေးမယ်ဟုတ်ပြီဆိုတော့မှအင်္ဂတိနိလာတော့မှလေနိကန္ဒနာတာပုဒ္ဒကောမလို့ဒူးလေးတုတ်လို့ရိုးရိုးတည်းပေါ့အများနည်းတူပေါ့ပြန်တော့မယ်လဲဆိုတော့နိကန္ဒဟိုးဆရာကြီးခုနဘယ်လိုပြန်တော့မယ်နောက်ကြုံလည်းဝင်နေပဲနော်ဒီလိုပဲတငယ်ချင်းနှုတ်ဆက်လို့နှုတ်ဆက်ပြတာဒါရိုသေးတာတွေကြိုက်ကြတယ်မလုပ်ဘူးရိုသေးလို့ရိုသေးတဲ့အကျိုးပေးတာမှမဟုတ်ပဲလေမိုက်ရင်ကမိုက်တဲ့အကျိုးပေးတာမှမဟုတ်ပဲတဲ့ဘာမှရိုသေးနေကြမလို့ဘူးပြန်မယ်နန်းတယ်ပြန်မူကြီးမရတယ်ကုန်ခေါ်ဟေးအမကြီးရက်ထဲရွာတဲ့ကလင်းရှိတော့မရှိတော့တာမိကအတမိကအမျိုးသမီးလှပိညွန့်ပိချောပိဆိုငါလည်းအကုန်ခေါ်ခဲ့တရားတော်နိတိမတရားတော်မင်းအကုန်ခေါ်ခဲ့တာမိကအတမိကအမျိုးသမီးလှပိညွန့်ပိချောပိဆိုငါလည်းအကုန်ခေါ်ခဲ့တရားတော်နိတိမတရားတော်မင်းအကုန်ခေါ်ခဲ့ကောင်းတာလို့မကောင်းတာလို့ဘာမှချုပ်ပြီးမှမပုတ်ကဒါကြောင့်ရနေတဲ့ဘဝကလေးတစ်ခုငါပျော်ကြီးနဲ့ဘဝကိုအဆုံးခံတယ်သွားပြီဒါနသွားလာမပြောနဲ့ဟာဒါနဘာလိုက်မှိုင်းကောင်းတယ်လို့ကောင်းကျိုးပေးတာမှမဟုတ်ပဲဒီစကားလို့ကြည့်ပါလားဒီလိုမကောင်းတာလို့မကောင်းကျိုးပေးတာမှမဟုတ်တာဟိုမှာစစ်တူကြီးလို့ကြည့်သားဟုတ်တယ်မလားစစ်တူကြီးဟုတ်တာပေါ့ဆရာကြီးဟုတ်တာပေါ့ရှင်မင်းကြီးဘယ်လိုဖြစ်လာလားအောင်မလေးတောက်လိုက်တာစားလိုက်တာသူများသားများစော်ကားလိုက်တာလင်းရှိတော့မရှိတော့မကောင်းအကုန်လုံးရှင်ဘုရင်ဒီလောက်ဇာရိတပြတ်မှာတော့မိုးခေါင်ရေရှားကတ်ကြီးတုံးမှစိုက်လာပြီအတိုင်းကြီးကဲသီလဝိမာန်တကဆန်းနေပဲကြည့်အဲ့ဒီမှာသူများသားများတွေစော်ကားပြတ်မှာတိုင်းလူကြီးသားတွေမှာလည်းစိတ်ရဲနဲ့ငွမ်းပါလို့တိုင်းရည်တရားလည်းဘာမှလုပ်တော့ဘူးဒီအတော်အစားအပြောအပါအမော်ကြွားတွေလက်ရှိအချိန်ကုန်နေတာမေးလိုက်ရင်လည်းဘာတစ်ခုမှသူမသိတော့ဘာလဲတော့သူဟိုမှာလေလူပေါင်းမှားခဲ့ပြီလေဒါကြောင့်မလို့ပြောတိတ်ကြောက်စရာကောင်းနေနော်ဒါကြောင့်ပုဂ္ဂလောဥပနိတယပစ္စယေနပစ္စယောအခုကြည့်လေအရင်တော့ဗราတရားရှိတဲ့အင်္ဂတိမင်းကြီးပုဂ္ဂလောပုဂ္ဂိုလ်ဆိုတဲ့နိဂန္ဓနာဂပုဒ္ဒဆိုတဲ့ဒိဋ္ဌိဆရာကြီးဟုတ်လားခေါင်းကပြောခဲ့တဲ့စစ်တူကြီးဒီစကားဆိုတဲ့ကျွန်ဒီပုဂ္ဂိုလ်၃ယောက်ရဲ့အပြောပေါ်မှာမှီပြီးတော့မှကိုယ်ပိုင်ဉာဏ်နဲ့ဝေဖန်ပိုင်းခြားနိုင်တဲ့ကံရဲ့ဝေဖန်စစ်ပုံကိုလည်းနားမလဲအောင်လဲသူ့ကိုဟောပြောပေးမဲ့ပုဂ္ဂိုလ်ကလည်းမရှိဘူးဗျမရှိတဲ့အခါကျတော့အဲ့ဒီခေတ်တုန်းကလည်းယောဂီတို့သာသနာပခေဗျအဲ့ကြတော့သူ့လာဟောပေးမဲ့ဖရာဟောတန်ခါဟောပေါ်ကလားမပေါ်သေးဘူးဗျမပေါ်သေးတဲ့အခါကျတော့အဲ့မှာသူ့ခင်ဗျဘာမှနားမလဲရှာဘူးဘေးကပုဂ္ဂိုလ်အပြောနဲ့တင်းတိမ်ရောက်ရပြီးနေရတာအဲ့တော့သမီးတော်လေးကကြားပြီဟာဘေးမိကန္တပြပြန်လာပြီးတော့မှကောင်းတာလို့လည်းကောင်းကျိုးပေးဘူးမကောင်းတာလို့လည်းမကောင်းကျိုးမပေးဘူးအဲ့တော့အဘေးဒီလိုယူပြီးတော့မှတိုင်းရေးပြည်ရလဲဘာမှမစင်စင်ပေးတော့ဘူးအကုန်လုံးကိုသားရှိတော့မယားရှိတော့စားတီအပြင်တာမိကအတာမိကဘာမှမရွေးပဲနဲ့ကြမ်းကျင်နိုင်ကြမ်းရမ်းကျင်နိုင်ကြမ်းလုံးကျင်နိုင်လုံးကုန်ပြီသမီးတော်ရဲ့အဲ့ဒါဘယ်လိုများလုပ်ကြအောင်မလို့နေအောင်ဒါပြခဏလေးနေအောင်ချက်ချင်းသွားပြောရင်ပေါ့မှာဆိုလို့ထုံးစံအတိုင်း9ရက်တစ်ပတ်တိစောင့်ဒါနဲ့သမီးတော်က9ရက်တစ်ပတ်တိစောင့်အောင်ပြီးတော့မှသမီးလေးရူးစားတာဒါနဲ့9ရက်ပြည့်တော့ကဲချွေရံတို့ရေးလာဟိတို့အဖေစီမမိုးသွားတောင်းနေကြအတိုင်းလူကြီးတောင်းရတဲ့သူတောင်းအောင်သွားတယ်သွားတော့သူ့ပရိယာမူးတာဟိုအင်္ဂတိမင်းကြီးကမူးတာ
သမီးလာသမီးစားလို့ကောင်းလားနေလို့ကောင်းလားအဲ့လိုပြောရလားသမီးပြောနေနော်သမီးသူဆွဲရိုက်တယ်သူစတိုင်နေပေးနေပြီငါသမီးပြောနေနော်ပြောနေတည်ခဲငါသမီးရဟင်ကောင်းတယ်လို့လည်းကောင်းချပေးတာမဟုတ်ဘူးတချို့လူချမ်းသာတွေကြမ်းကြည့်အဲ့ဒီအတွေးခေါ်သူတို့စီမှာရှိနေတယ်သူတို့ရှိအဲ့ဒီအတွေးခေါ်တွေရှိနေတယ်ဒီတရားတွေနာနေစရာမလိုဘူးသူတို့အခုအကျိုးပေးနေတဲ့ကတ္တတာကံရဲ့အကျိုးပေးကိုပဲသူတို့ကဟုတ်ကြီးအောင်မင်းနေကြတယ်သူတို့အတွေးခေါ်တွေကတိကြောက်စရာကောင်းတယ်နော်အကရိယာဒိဋ္ဌိကဲခရဟောပါဠိတော်တွေကမကြံရင်လူငယ်တွေပျက်စီးသွားနိုင်တယ်နော်အခုအင်္ဂလိပ်မင်းကြီးပျက်စီးနေပြီတိုင်းပြည်ကအကုန်လုံးချုံချသွားပြီဘာမှမရှိတော့ဘူးအဲ့ဒီမှာလည်းတခါတဲ့ဘယ်လိုဖြစ်လာတယ်ဆိုတဲ့အခါကျတော့ဒီကံရဲ့တတိကိုနားမလဲတော့သမီးလေးကလေအဖေကိုပြောတဲ့အခါကျတော့ဖေရဲ့ဒလူမလုပ်ပါနဲ့တိုင်းလူပြည်သားတွေတနာပါတယ်အဖေကခေါင်းဆောင်ဒလူဖြစ်နေလို့ရှိရင်ခမဲတော်ဖြစ်နေတိုင်းလူပြည်သားအကုန်ဆင်းရဲကုန်မှာပေါ့တိုင်းလူပြည်သားတွေချမ်းသာအောင်လုပ်တော့ဘာဖြစ်မှာလဲငါမှကောင်းကျိုးရမှာလေဟာဖေအဲ့လိုမဟုတ်ဘူးနော်ဟုတ်တယ်နင်းတဲ့အများကြီးနားလေတဲ့ဆရာကြီးကပြောခဲ့တာနင်းတဲ့အများကြီးလူပေါင်းများစွာဝိုင်းဝန်းကိုးကွယ်နေတဲ့ဆရာကြီးဒါကြောင့်လူအုံနဲ့ဝိုင်းဝန်းကိုးကွယ်တိုင်းလဲအမှန်တရားလို့မြင်စားနေဆိုကြလားသူ့ရဲ့အမှားကိုဘေးဒီကောင်းလို့နာမည်ကြီးနေတာလည်းဖြစ်နိုင်တယ်ဒါကြောင့်နာမည်ကြီးစမ်းပုတ်ကြီးတွေကြောက်ရနေတယ်အဲ့တော့နာမည်ကြီးတဲ့ပုဂ္ဂိုလ်တယောက်ကခေါင်းဆောင်တယောက်ကနောက်လက်ကြီးများပြီးတော့မှအမှားလမ်းကြောင်းကိုပေးပြီးဆိုရင်ကျန်တဲ့ပုဂ္ဂိုလ်ကအမှားရမ်းသွားတော့တာပဲတော့ကြရဲ့လားခေါင်းဆောင်ခေါင်းကအမှန်မှန်ကိုဝေဖန်ပြီးလောကတဘာဝကြောက်အောင်ဝေဖန်ပြတတ်တဲ့ဆရာနဲ့တွေ့ရင်လည်းသူ့နောက်လိုက်တတိတွေကောင်းသွားတာပဲဒါကြောင့်ကျေးဇူးရှင်မဟုတ်ဆိုတော့ဘုရားကြီးပြောတာရှေ့ဆောင်ကောင်းရတိတ်လိုတာပဲတဲ့ရှေ့ကတောင်ဝင်းဆွဲကအကန်းဆိုရင်နောက်ကလူကကြောက်တဲ့ကြမှာပဲတော့ကြရဲ့လားတောင်ဝင်းဆွဲကောင်းမှကြောက်ကလွတ်မှာဗျအခုကျန်နိကန္ဒနာတာပုဒ္ဒနဲ့တကယ်စစ်သူကြီးနဲ့ဒီစကားတို့နဲ့သွားပေါင်းပြီးလိုက်တော့ရှင်နေရမှာမိစ္ဆာဒိဋ္ဌိမရှိဘူးဖြစ်နေလားအဲ့တော့သူတမီးကအဖေအခုအဖေပြောတဲ့ဒီစစ်သူကြီးဆိုတာကသူဘယ်နှဘဝမှတ်မိတာလဲလို့တဘဝပါတမီးရဲ့နေပါဟုတ်ဒီစကားဆိုတဲ့ကြုံရတော့တဘဝပေါ့အမလေးအဖေရဲ့သူတို့ကအဲ့ဒီတဘဝတည်းမှတ်မိတာတမီးကလေရှေ့ခုနှစ်ဘဝနောက်ခုနှစ်ဘဝ14ဘဝကိုတည်တယ်အဖေရဲ့ဟာမတမီးကအဲ့လိုတည်လားတည်တာပေါ့ဖေရဲ့ခပြောစမ်းမှာတမီးရဲ့ဘဝလေးတွေပြောစမ်းပုပ္ပေနိဝါဒနုတ္တိဝါတနိကဇာတိတ္တရညာဖြစ်ခဲ့တဲ့ဘဝတွေကိုပြန်နဲ့တည်တဲ့ညာအခုခေတ်လည်းရှိတယ်နော်အခုခေတ်လည်းရှိတာပဲဇာတိတ္တရညာရတဲ့ပုဂ္ဂိုလ်တွေရှိတယ်မွေးကြတဲ့ကမွေးတယ်ဆိုရင်မဲ့တကားဒါသူ့အင်းကြီးပဲဘသူအင်းကြီးပဲဘဝအင်းကြီးပဲဟာတကားတဲ့အမေကိုလည်းတမီးလို့ခေါ်လိုက်တာအဲဒီလိုလေးငယ်ကြတဲ့ကဟုတ်လားဇာတိတ္တရညာတမီးလေတဲ့အဖေအခုစာရုစာဆိုတဲ့အခုဒီဘဝဟာဒါဒီဘဝကနေတော့ရှေ့ရည်အတွက်ခုနှစ်ဘဝအဖေမှတ်ထားတော့တဲ့အဲ့ဒီခုနှစ်ဘဝတုန်းကတမီးလေးတဲ့ရွှေပဒိန်တဲ့ဖြစ်ခဲ့တယ်တဲ့ရွှေပဒိန်ရဲ့သားဖြစ်ခဲ့တယ်ရွှေပဒိန်ရဲ့သားဆိုတော့အဖေရဲ့အဖေကြည့်တဲ့အတိုင်းပဲပစ္စည်းဥစ္စာကသိချမ်းသာတာတဲ့ချမ်းသာတော့အဲ့ဒီမှာပစ္စည်းဥစ္စာချမ်းသာတာနဲ့အမျှဒေဒီကိုင်းဝိုင်းကလည်းများလာပြီတဲ့အပေါင်းအသင်းကလည်းများလာပြီတဲ့အဲ့ကြတော့ဖေရဲ့အပေါင်းအသင်းတွေကမြောက်ပေးတာနဲ့အဲ့ဒီမိမိရရှိနေတဲ့ရွှေငွေတွေကိုအလွဲသုံးစားလုပ်ပြီးတော့မှအဲ့တုန်းကတဲ့ဘဝတော့ရွှေပဒိန်တဲ့သားဆိုတော့အဲ့ဒီငွေတွေနဲ့ကလေးမလေးတွေကောင်းမလေးတွေချောချောလှလှလေးတွေကိုသူများသားမယားတွေကိုလင်းရှိမရှိတော့အကုန်လုံးကိုအဲ့ဒါငွေနဲ့ဖြားရောက်ပြီးတော့မှပြစ်မှားပြစ်တာတဲ့အဲ့တော့ပြစ်မှားလိုက်တယ်ဒါအကုသိုလ်ပဲဖေရဲ့တဲ့ဟုတ်တယ်အဲ့ဒါအကုသိုလ်ပဲဒါမဲ့ဖေတဲ့အဲ့လိုပြစ်မှားပြီးတဲ့အခါကျတော့အဲ့ဒီဘဝကသိဒုတိယဘဝကျတော့ရာဇထုမှာတတိဖြစ်တယ်တဲ့ဟောတတိဖြစ်ပြောဘူးလားတဲ့တမိတွေမပြောဘူးလားမကောင်းတာလို့မကောင်းချိုးမပေးပါဘူးဟုတ်မကောင်းတာလို့မကောင်းချိုးပေးမယ်ဆိုတမိဒုက္ခရောက်တာကြားလာပြီအခုကြည့်လေရာဇထုမှာတော့မှအမလေးတကတဲ့တတိသားတော်ဖြစ်သေးတယ်ဆိုတော့ကဲဒါမကောင်းတာလို့မကောင်းချိုးမပေးလို့ပေါ့တမိရဲ့တမိလက်တွေ့တယ်နေအောင်လေအဘလည်းတမိသွန်းတာနှစ်ဘဝရှိသေးတယ်ဗျာရဲ့ဟောအေယောသားကငါသနာဆောသွားတယ်ကဲပြောလူဆိုတာကိုလိုချင်တာပဲဆွေးတွေ့လို့ဆွဲတွေးပြစ်တာ
ဘာလို့ဆုံးအောင်နားမထောင်တတ်ဘူးပြဿနာပေါင်းစုံဖြစ်တာအဲ့ဒါပဲကိုယ်စကားပဲပြောချင်တယ်သူများစကားကိုနားမထောင်ပေးချင်ဘူးဒါကြောင့်လောကစက္ကန့်ကြီးပြည့်လဲခြင်းကိုယ်စကားသူများနားထောင်စေခြင်းရင်သူများစကားကိုကိုယ်ကနားထောင်ပေးလိုက်ပါသူမေတ္တာကိုလိုချင်ရင်ကိုယ့်ရဲ့မေတ္တာလို့အရင်ပေးလိုက်ပါသဘောကျရဲ့လားကိုကတော့မကြိုက်တာကြက်ကြက်တက်တက်လုပ်တယ်ကိုသူများကကြမ်းကြမ်းတမ်းတမ်းလာလို့တော့မကြိုက်ဘူးဒီလိုဒါကြောင့်မှတ်ထားရောက်ကြလို့လောကနေရေးတိုင်ရေးတစ်တဲ့ခြင်းနဲ့နိဗ္ဗာန်ကိုရကြတယ်ဆိုရင်ကိုကြိုက်တာကိုလုပ်ကိုမကြိုက်တာကိုမလုပ်နဲ့ဒီစကားမှတ်ထားနိဗ္ဗာန်လိုချင်တယ်ဆိုရင်ကိုကြိုက်တာကိုလုပ်ကိုမကြိုက်တာရပြောဒီဘဝနိဗ္ဗာန်လိုချင်ရင်ဘယ်လိုကြည့်ရမလဲပြီးတော့ဟုတ်ပြီကိုမကြိုက်တာသူများကိုလာခဲ့ရင်ကြိုက်လားသူများမကြိုက်တာလားကိုယ်တိုင်မကြိုက်တာလားမလုံးနဲ့ပေါ့ဟုတ်တယ်လေကိုမကြိုက်တာကိုမလုံးနဲ့လေသူများကိုပစ္စည်းလာခိုးရင်ကြိုက်လားဘယ်သူမကြိုက်တာလဲမလုံးနဲ့လေရှင်းနေတာပဲသူများကဘီယာအရက်တွေတောက်ပြီးတော့မူယူတော့အိမ်ရှိလာဆဲတာကြိုက်လားဘယ်သူမကြိုက်တာလဲမလုံးနဲ့လေကိုမကြိုက်တာကိုမလုံးနဲ့ပေါ့စဉ်းစားနော်လောကပြဿနာဖြစ်နေတာကိုမကြိုက်တာတွေကြည့်လို့နေလို့ပြဿနာဖြစ်နေကြတာကိုချင်းမစားတတ်လို့ဘောကြရဲ့လားကဲသူများတွေခန္ဓာနဲ့ဝိပဿနာတရားစကားနဲ့ဝိပဿနာအထုတ်ကြတယ်အခုလိုသူတော်ကောင်းတရားတွေပွားများအထုတ်ကြတယ်ဒါဘုလို့ကြားရယုံနေနဲ့ဩသူတော်ကောင်းတွေတာတုမကြိုက်ဘူးလားကြိုက်လားသူများကြိုက်တယ်လားကိုကြိုက်တာလားလုံးပေါ့ဟိုလေကိုကြိုက်တာကိုလုံးလေကိုမကြိုက်တာသူများကကိုမေတ္တာလာပို့မကြိုက်ဘူးလားလုံးပေါ့ကိုကြိုက်တာလို့ဟုတ်တယ်မလားသူများကတီလာတွေထိန်းထိန်းဆောက်ဆောက်တာကျွေးမွေးပေးကမ်းလူကနာမကြိုက်ဘူးလားသူများကြိုက်တယ်လားကိုကြိုက်တာလားလုံးပေါ့ရှင်းနေတာပဲဗျာဒါကြောင့်ကိုမကြိုက်တာကိုကြိုက်တာဒီပုဂ္ဂိုလ်ဘာရမလဲအခုကိုမကြိုက်တာတွေကြီးရွေးလို့ကိုကြိုက်တာဆိုရှောက်ပွဲနဲ့ဟုတ်တယ်မလားဩတို့နိဗ္ဗာန်မရောက်တာဘာကြောင့်ပါလိမ့်မလို့မေးကိုကြိုက်တာကိုမလုံးလို့ကိုမကြိုက်တာတွေကြီးရွေးလို့နေလို့ဩတို့နိဗ္ဗာန်မရတာပါလားလို့ဒီကနေ့မိတိကိုဆုံးဖြတ်ချက်ချတာခဏပြောလိုက်တဲ့ဓတနာလေးအသေးဆွဲအောင်မှတ်တာညီငယ်နှမငါတို့အားလုံးသဘောပေါက်ရဲ့လားဟိုမှာဖေးတဲ့တမိပြောနေဒုတိယဘုနှစ်ဘဝပဲရှိသေးတယ်လေတဲ့ကပြောပါအောင်ကွယ်အဲ့ဒီပရိသဘဝကနေအစဉ်တိုင်းနေလို့တမိတည်တဲ့အခါကျတော့အဖေရဲ့ရောရူပငရေအဲ့ဒီဘဝတုန်းကလည်းတမိလေတဲ့အကောင်းဆုံးဖြစ်အောင်နေတာပဲတဲ့ကုသိုလ်တွေကောင်းမှုတွေအများကြီးတမိလုပ်တယ်တဲ့ဒါပေမဲ့တမိတည်တဲ့အခါကျတော့ရောရူပငရေရောရူပငရေမှာတမိကြတယ်တဲ့နှစ်ပေါင်းပြိစ္ဆေဒများစွာငရေဒုက္ခကြီးခံရတာအဲ့ဒီရောရူပငရေမှာဒုက္ခအမျိုးစုံခံပြီးတဲ့အခါကျတော့အဲ့ဒီရောရူပငရေကလွတ်လာတဲ့အခါကျတော့တမိနေတဲ့စိတ်ကြီးဖြစ်တာဒါကြီးတဲ့တော့ကဲစိတ်ကြီးဖြစ်တာလေကဲစိတ်ကြီးဖြစ်တာလေဗျာအဲ့တော့စိတ်ကြီးဖြစ်တဲ့အခါကျတော့ငယ်ငယ်ရင်းကအဲ့ဒါစိတ်တည်းရဲ့ခေါင်းဆောင်စိတ်တူးကြီးကတမိကိုရဲ့ခန္ဓာကိုယ်ကိုတနည်းပြောရင်ပေါ့လေငယ်ပါပေါ့နော်အဲ့တော့တမိရဲ့ဒီငယ်ရပါလာတဲ့ပစ္စည်းကိုကြည့်ပြီးတဲ့အခါကျတော့နောက်ကဂျုံနဲ့ခွေ့ပြစ်တာတင်းကုတ်တယ်လို့ဖြစ်သွားတာဖေရဲ့တင်းကုတ်ခံရတယ်ပြောလိုက်ပါတော့ဗျာရှင်းမယ်ဘာဖြစ်လို့တင်းကုတ်ကသူများသားများစော်ကားခဲ့တယ်လေဒီမှာဘယ်နှဘဝရှိပါလဲ၄ဘဝကဲရွှေပရိသေတုန်းကသူများသားများစော်ကားခဲ့တယ်ချက်ချင်းအကျိုးမပေးဘူးအာသနကအနေနဲ့ကတ္တကံကနေတော့ကြော်ပြီးတော့မှအကျိုးပေးလိုက်တဲ့အခါကျတော့ဒုတိယဘဝမှာတထေသားဖြစ်ရတယ်အဲ့ဒီတထေသားဖြစ်တဲ့အခါကျကောင်းဆုံးပြအောင်ဒီတိုးထားတယ်ဒါပေမဲ့တကယ်တမ်းကျတော့အာသနကံအနေနဲ့ဒုတိယဘဝအကျိုးပေးရင်နတ်ခန္ဓာအကျိုးပေးရမယ်လူချမ်းသာတဲ့အကျိုးပေးရမယ်ဒါပေမဲ့ကတ္တကနေကြော်ပြီးတော့မှကျေးဇူးပြုလိုက်တော့ဟောပရိနေဘဝကကျူးလွန်ခဲ့တဲ့ကာမေတုမိစ္ဆာစာရကံကအကျိုးပေးလိုက်တာရောရူပ
ရောရူပကနေတော့မှတခါဆက်ပြီးတော့မှအကျိုးပေးလိုက်တော့စိတ်ကြီးအဲ့ဒါစိတ်ကြီးပါတာစိတ်လည်းပြည့်ရတယ်တဲ့သင်လည်းအကုတ်ခံနေတယ်ဆိုတော့တွက်တာကြီးဗျအဲ့ဒီဘကသေတဲ့အခါကျတော့ယောဂီတွေစိတ်ကြီးဘကသေတော့မြောက်ဘဝလေဗျာကဲဘာဘဝတဲ့လဲမြောက်ဘဝအဲ့မှာမြောက်အသိကောင်းဆောင်ကြီးကနေတော့မှဒါဒီမြောက်ကလေးကအာသန်နေပေါ့ဒီကောင်ကြီးလိုက်ရင်မလွယ်ဘူးဆိုငယ်ငယ်ကလေးကကြိုက်တတ်ပြတာတဲ့ကြိုက်တတ်တယ်ဆိုတာကတခြားနေရာကြိုက်တတ်တာမဟုတ်ခုနနေရာကြိုက်တတ်တာကဲသူစော်ကားတာအဲ့နေရာစော်ကားလိုက်တာဟုတ်ဗျာအဲ့တော့စော်ကားတဲ့နေရာမှာပဲကြိုက်တတ်ခံရတာကဲငယ်ငယ်နဲ့သိရောအဲ့ဒီကနေပြီးတော့မှကဲမြောက်ဘဝကနေအဲ့လိုအကြိုက်တတ်ငယ်ပါကိုအကြိုက်တတ်ခံရပြီးတဲ့အခါကျတော့ဘာဖြစ်လို့ဆိုနွားထီဟာနွားဖြစ်ပြန်ပြီဘာဖြစ်ပြန်ပြီတော့ဘယ်နှဘဝရှိပါလဲတော့စော်ကားတတ်တယ်သူများလင်းရှိမရမလင်းမရှိမရတာမိကအပိမိကသူများအိန္ဒြေမဲ့လာအောင်သိက္ခာမဲ့လာအောင်သူများသားမျိုးသမီးမျိုးတွေကိုအိန္ဒြေသိက္ခာမဲ့လာအောင်စော်ကားလိုက်ဆံငန်းကြီးတို့သွားမယ်ဒီပုံစံတိုင်းသင်္ကာဘယ်တော့မှမလုံနဲ့ကိုနှမကိုသူများလာလို့တာမကြိုက်ရင်သူများနှမကိုသွားမလုံနဲ့ကိုမကြိုက်တာကိုမလုံနဲ့တော့ကြရဲ့လားမအကျုပ်ပေးနေပြီကြည့်တဘဝတဲကနေတော့မှကျွလွန်ခဲလိုက်တာကတ္တကံကစက်တိုက်များအကျိုးကျေးဇူးပြုလိုက်တယ်နဲ့၄ဘဝစက်တိုက်ကဲအဲ့ဒီကနေပြီးတော့မှနွားပြတဲ့အခါကျတော့ဟာတကားတဲ့ဒီနွားကြီးတကားတဲ့ကြည့်ရင်ပို့ပြီးတော့ခိုင်းလို့ကောင်းအောင်တုတ်အောင်ထွားအောင်ဆိုတော့မှတကားတဲ့နွားသမားတွေပါသင်ကုတ်ပြတာနွားရောအဲ့ဒါတဘိုးနဲ့ဇက်နဲ့ပြက်ကမပြတ်တော့ဘူးသင်ကုတ်ခံလိုက်ရတာနွားဘဝအဲ့ဒီနွားဘဝကနေတော့မှသေတဲ့အခါကျတော့အခုဖာကမဲတော်စီမှာရုဇာဆိုတဲ့သမီးမိန်းကလေးဖြစ်ရတယ်ဒါကဒီဘဝကိုပြောတာဒါကပြီးခဲ့တဲ့အတိတ်ကနေအခုဘဝပြောနေတာနောက်ထပ်ဘာဖြစ်မလဲဆိုလို့ရှိရင်အဖေတဲ့နောက်ထပ်9ဘဝထဲမှာတရားမင်းရဲ့မယား၄ကဖြစ်တယ်တရားမင်းရဲ့မယားပါလေနပုံးပန်းတို့အချောက်ဂန္ဓုဘစ်တဲ့မှတ်တာအကုန်ပြောသွားနော်သူများသားများစော်ကားအချောက်ဖြစ်နေဂန္ဓုဖြစ်နေဟာဒါတို့များခဏတွေ့လိုက်တာများအချောက်လည်းမဟုတ်ဘူးဂန္ဓုလည်းကြည့်လိုက်ရင်တော့ယောက်ျားလေးလိုပါပဲစရင်ကအရှိကြည့်လိုက်တော့မျက်နှာလေးကဖွေးတာဟာဘောင်းမီဝက်ထားရမှာကြည့်လိုက်တော့တကယ်ယောက်ျားလေးမှယောက်ျားလေးကြာဒါပေမဲ့ပုံတရံကအချိုးပြပြောင်းကုန်တယ်ကြည့်ကဘလောက်သူများသားများစော်ကားကြတယ်ကအချောက်မှန်တယ်သူများသားများစော်ကားတာရှိတယ်စော်ကားကြတယ်အဲ့မှာအကျိုးပေးနေတာပေါ့ဖြစ်လျာဘဝယောက်ျားဖြစ်ပါရဲ့ကနေအချောက်ဖြစ်ချင်သလားဟဲ့ဒါမျိုးတော့တဲတွက်အချောက်မဖြစ်ရင်ဘယ်တော့မှသူများသားများကိုမစော်ကားနဲ့တော့ကြရလားမကန့်ကွက်ပါဘူးဒါပေမဲ့သူများသားများကိုတော့မစော်ကားနဲ့တော့ကြရလားစော်ကားလိုက်လို့ရှိရင်ယောဂီတွေအဲ့ဒီစော်ကားတဲ့အဖြစ်တွေကအလွန်ကြောက်စရာမကောင်းလားကောင်းလားကောင်းတယ်ဗျအဲ့ဒီကနေတော့ယောဂီတွေဖြစ်လျာအဲ့ဒီ9ဘဝကနောက်ပိုင်းဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာရုဇာဘဝကနေတော့မှအဖေတဲ့စက်တိုက်ဘာကြီးဖြစ်နေတယ်နောက်ဆုံးသမီးဟာလေးတဲ့နောက်ဖျားမပွင့်မချင်းမိမကြီးဖြစ်တော့မှာကဲအချောက်ဖြစ်လိုက်မိမဖြစ်လိုက်အချောက်ဖြစ်လိုက်မိမဖြစ်လိုက်အချောက်ဖြစ်လိုက်မိမဖြစ်လိုက်ကဲယောက်ျားဘဝကိုပြန်ရဖို့မရှိတော့ဘူးဒါကြောင့်လေသူများသားများကိုစော်ကားခဲ့တယ်ကဲရှိကအတိတ်9ဘဝကိုအဓိကထားပြောသွားတာအော်အဲ့လိုလားအဲ့လိုဆိုတော့လေကြောက်စရာကြီးနော်တဲ့အမှုကနည်းနည်းပြေးခြင်းလားပြေးခြင်းလားဒါပေမဲ့သူ့အယူကမစွန့်ကျင်နေဘူးဒါပေမဲ့ကွယ်ဒီလိုသာကြောပြီးအကျိုးပေးမယ်ဆိုရင်တော့သူ့ဟာသမီးရဲ့ပျော်ပျော်ပဲနေလိုက်တော့မယ်ဟာငါပြီးတော့ဒုက္ခပဲဘလို့မှလည်းပြောမရဘူးဒါနဲ့ရုဇာကအဋိဋ္ဌံလိုက်တာအဖေရဲ့သီလသမารီပညာလုံးမရှိတာကိုအတိတ်မထင်ဘူးသူ့ရဲ့သီလသမารီပညာကိုလက်ကွက်ပြီးတော့မှလောကမှာသူတော်ကောင်းယရနာတွေများရှိသေးတယ်ဆိုရင်အဖေရဲ့မိစ္ဆာဒိဋ္ဌိအယူဝါဒကိုကဲတင်တော်မူနိုင်ရန်အတွက်ဤမြာဤဌာနသို့ကြွလန်းလဲပါဆိုတော့မှသူ
ပွားများအထုတ်ထားတဲ့ဒါနသီလသမထရဲ့တကုရှိန်ဆိုအာနုဘောအဓိဋ္ဌာန်ပြီးတော့မှအာယုပြုလိုက်တာအဲ့ဒီအချိန်မှာဟိုးဗြဟ္မကြီးကနာရဒဗြဟ္မာဆိုတဲ့ဘုန်းကြီးတို့ရဲ့ဖရာလောင်းအခုကဂေါရမမြတ်စွာဘုရားလောင်းပေါ့နော်အဲ့ဂေါရမမြတ်စွာဘုရားလောင်းကနာရဒဆိုတဲ့အမည်နာမနဲ့ဗြဟ္မာမင်းကြီးဖြစ်နေတာအဲ့ဒီမှာသူထိုင်တဲ့နေရာမှာလှုပ်လာတာဘာလှုပ်လာတာဘာလိမ့်မလဲလူပြီးကြည့်လိုက်တဲ့အခါကျတော့မှအဲ့ဒီမှာရုဇာမင်းသမီးလေးအဋ္ဌံပြုနေတာကြားလိုက်တာဩအရှင်ရကာလကျတော့အလုံးတိုင်းပြည်အလုံးမိတိတာတတိလုံးကြီးအကုန်လုံးကတုံမှာစိုက်နေပါပေါ့လားစားရမဲကောက်ရမဲတွေဖြစ်နေပါရောလားဘယ်အကြောင်းမှလည်းနှုံကြည့်လိုက်တော့အလိုလိုခေါင်းဆောင်ရှင်မရင်းကအချိုးမချဘူးပဲသူမိစ္ဆာဒိဋ္ဌိအယူရှိနေပြီပဲဟောပြောပါမမောကြကြနဲ့ကျွန်တော်တောက်လိုက်စားလိုက်သူများသားများစော်ကားလို့ဒီဓာန်တွေကတိုင်းလူတွေမှာသွားဖြစ်နေပါလားမဖြစ်ဘူးငါကိုယ်တိုင်သွားကက်တယ်မှဖြစ်မယ်အဲ့ဒီမှာねသူတို့ရဲ့ဖြစ်တုံးကသာသနာပကာလဆိုတော့ဘုံမီလာရောက်အတောက်ဆုံးကပါလို့ရတိတ်ပဲအဲ့ကြတော့ဗြဟ္မာမင်းကြီးကလည်းတခါရတိတ်အောင်ဖန်ဆင်းပြီးတော့မှဆင်းလာတာဒါနဲ့ဗြဟ္မအရှိန်ဝါကရှိနေတော့ကိုရောင်ကိုဒီဘဝတည်းနောက်ဘဝရှိတယ်ဆိုအတင်ယုံကြည်သလားဟာယုံကြည်တာပေါ့ဟိုမကောင်းတာလို့ရမကောင်းကျိုးပေးမှာကောင်းတာလို့ရကောင်းကျိုးပေးမှာဆိုတာအတင်ယုံကြည်သလားဟာသိယုံကြည်တာပေါ့ဟာယုံကြည်တာပေါ့ကဲယုံကြည်တယ်ဆိုလို့ရှိရင်နောက်ဘဝရှိတယ်ဆိုတော့ယုံကြည်တယ်နော်ဟာယုံကြည်တယ်ကောင်းကျိုးမကောင်းကျိုးပေးတယ်ဆိုတော့ယုံကြည်တယ်နော်ဟာယုံကြည်တာပေါ့ယုံကြည်တယ်ဆိုရင်အကျွန်ုပ်ကိုပတ်စံ1000လောက်ချီးစမ်းပါဟာမလို့မလို့တော့ရှင်မြင်ပြီးတော့ပတ်စံချီးတာနောက်ဘဝကျရင်ဆက်မလေးတဲ့ဟောတယ်လို့လားတဲ့ကတ်တက်လို့ကရှင်မြင်ကနောက်ဘဝရှိနောက်ဘဝကျမှဆက်မပေါ့နေပါဦးနဲ့မင်းရဲ့နေပုံထိုင်ပုံကဒီလောက်သူများသားများတွေစောကတောက်ဆာဆာပြောပြောပပနဲ့မင်းကဒီဘဝကသိလို့ငရဲကြသွားပြီတဲ့ငရဲကြတော့မှမင်းငရဲဒုက္ခခါတယ်ငါဘုသူတော်တောင်းမှလားပတ်စံမင်းစဉ်းစားလေတဲ့မင်းငရဲကြနေပြီတဲ့မင်းဘယ်ရပတ်စံရမလဲတဲ့ငါမင်းဘယ်လိုတော်တောင်းမလဲတဲ့မင်းအဲ့ဒီကနေတော့ငရဲကလည်းရှစ်ထက်กว่าတယ်ကဲသိစုကာလတုတ်တာငရဲရှစ်ထက်ကိုပြောလိုက်တာအဲ့မှာငရဲခံရပုံလေးနှစ်ပရိသေတာတွေခံရတဲ့ဒီသူများသားများကိုစော်ကားကြလို့ရောရူပငရဲမှာခံရပုံလေးအဲ့ဒီမှာအစစ်စစ်ပြောလိုက်တော့လေရှင်မီအမှုပြေသွားရှင်မီအမှုပြေသွားတော့မှအော်ဒီလိုလားအဲ့ဒီမှာကျမတကယ်ဒါပြလို့ရှိရင်ကောင်းတာပဲလုပ်ပါတော့မယ်ဆိုတော့မိစ္ဆာတိအယူလဲပြောင်းလဲသွားရောအဲ့ဒီကျမကဲဓမ္မမင်းကတခါလေကိုရောင်ကိုဝါတွေပြပြီးတော့မှအဲ့မှာဖတ်တယ်လို့ကောင်းတယ်ကနေတော့မှဓမ္မပုံစံတစ်ချက်ခေါ်ပြတာအဲ့ဒီမှာလည်းဟာတိုင်းပြည်ကရှင်ဘုရင်ကြီးကိုဓမ္မမင်းကြီးကလာတရားဟောတယ်ဆိုတော့မှအဲ့ဒီမှာကောင်းကောင်းမတွေလှုပ်ရှားပြီးတော့တိုင်းပြည်ကပြန်ပြီးတော့စုပြေးလာရတယ်ဒါကြောင့်မလို့တိုင်းပြည်တစ်ခုတိုးတက်ဖို့ဆိုတာရှင်ဘုရင်အုပ်ချုပ်သူမှာအများကြီးတာသွားတယ်ဘောကြရဲ့လားသူတို့ကောင်းရင်တိုင်းပြည်တာရတာပဲအခုတော့ဘောကြရဲ့လားဒါကြောင့်ဒါသီလဝိမာန်တကဇတ်မှာအဲ့ဒါသီလဝိမာန်တကဇတ်အခုပြောနေတာမဟာနာရဒဇတ်ဘုန်းကြီးတို့ကသက္ကဝုတိသုတ်တအဘိနရာဟုလောဝါဒသုတ်တအဲ့သုတ်တန်ကြီးဇတ်တော်တွေများလိုက်ကြည့်လိုက်မယ်ဆိုရင်လေအလိုကံရဲ့အကျိုးပေးတွေသိကြောက်စရာကောင်းတယ်ဒါကြောင့်ကံနောက်တာလိုက်နေတဲ့များကာလပတ်လုံးဝိပါကတ္တဝိပက်အကျိုးပေးဆိုတာကအမြဲတမ်းဂရုကံကအကျိုးပေးရင်မပေးရင်အာတဏကံကအကျိုးပေးမယ်အာတဏကံကအကျိုးမပေးရင်အာစိဏကံကအကျိုးပေးမယ်အာစိဏကံကအကျိုးပေးခွင့်မတားရင်ကတ္တတာကံကဘဝခြားပြီးတော့အကျိုးပေးမှာဒါဖြင့်ဒီကနေ့လှုပ်ထားတဲ့ကံတွေကိုအကုန်အလုံးစုံဖြတ်တောက်နိုင်တာဒီတခြားလားညံလားဒါဖြင့်ဒီညံမရမချင်းဒီညံမပေါ်မချင်းညံဆိုတာကယောဂီသောတပတ္တိနဲ့သောတပတ္တိပုံဟုတ်ရဲ့လားအဲ့ဒီအာကုတုကံအကျိုးပေးအလုံးစုံမပေါ်ချင်ရင်တော့အ ਨੇ ဆုံးသောတပတ္တိမရအောင်လို့ဟုတ်တယ်လားအဲ့ဒီသောတပတ္တိမက်ကတာလေတို့ဒီဘဝလှုပ်ထားတဲ့မြတ်အာကုတုအတိဒအနန္တရကလုက္ခတမြအကုသို့အလုံးစုံကိုအဲ့ဒီဉာဏ်ကပဲဖြေဖြတ်နိုင်တယ်ဒီဉာဏ်ကလေးဝင်လိုက်မှသာလေတို့လုက္ခတမြအလုတ်တရားအကျိုးမပေးတော့ဘူးနောက်တော့ဘယ်ဘဝကမှအကျိုးမပေးတော့တဲ့ကံကိုတော့အဟောတိကံတဲ့ဗျဘာကံနဲ့လဲဟောကံဘယ်နှမျိုးတော့5မျိုးကံကောင်းလို့နာရတာအလွန်ဉာဏ်ကောင်းလို့ယောဂသိခွင့်ရတာဘောကြရဲ့လား
ဒါကြောင့်မလို့ရောက်ကြလို့ကံကိုယုံကြည်ပြီးတော့မှကံအလိုလာလိုက်နေမယ်ဆိုရင်အတိတ်ကလုတ်ခဲ့တဲ့မြကံတွေကလည်းမရှိပါရှိသလားကတ္တတာအနေနဲ့များအကျိုးပေးမယ်ဆိုလို့ရှိရင်ရောက်ကြလို့ဒီဘဝအလွန်ကောင်းတာပဲကြည့်လေကတ္တတာကံကအကျိုးပေးလိုက်ပုံများတော့အရှင်မမောက္ကလန်တို့ပစ္စုပန်ဘဝတက်တဲ့ငယ်ငယ်ကလေးကကဲလူလူကြီးဘဝနဲ့ပြအိမ်တော်လည်းမပြုတ်ဘူးအရှင်သာရိပုတ္တရာနဲ့အရှင်မမောက္ကလန်လေးအိမ်တော်လည်းမပြုတ်ဘူးပဲတခါတည်းမှဇဘွားသွားကြည့်တာဝေကရတောထွက်ဖယားနဲ့တွေ့ယဟန္တာဖြစ်တကိုးရဣတရေရတဲ့အရှင်မမောက္ကလန်ပညာရဣတရေရတဲ့အရှင်သာရိပုတ္တရာကဲကရတ္တကံကနေကျေးဇူးပြုလိုက်တာအမေကိုရိုက်ခဲ့အဖေကိုရိုက်ခဲ့တဲ့အတွက်ကြောင့်မလို့နောက်ဆုံးအလွန်စင်ကြယ်ပါတယ်ဆိုတော့တကိုးရဣတရေရတဲ့အရှင်မမောက္ကလန်ဘဝရောက်တော့ခိုးသား900ရဲ့အရိုက်ကိုမခံရဘူးလားဘာကံတော့ကတ္တတာကံမြသဘောကျရဲ့လားကတ္တတာကံမြကရုကံကအကျိုးပြီးတော့အဲ့ဒီဘဝကတည်တော့အဝိဇ္ဇကြတယ်လေကတ္တတာကံကအကျိုးပေးခွင့်တာတဲ့အခါကျတော့ကဲနောက်ဆုံးပစ္စည်းမဘဝိကယဟနာဖြစ်တဲ့ဘဝတော်မှာအတတ်မခံရဘူးလားကဲခိုးသား900ရဲ့အရိုက်နဲ့ကိုခံရတယ်အရှင်သာရိပုတ္တရာတို့ကြည့်နုစဉ်ကာလတုန်းကလူတော်မဟုတ်တရိစ္ဆာန်လေးကိုမြောက်ကိုစားနဲ့ပက်ပြီးတော့မှတတ်ခဲ့တဲ့အတွက်ကြောင့်မလို့အကျိုးပေးလိုက်တာကတ္တတာကံကအကျိုးပေးလိုက်တာအကျိုးပေးလိုက်တာအမလေးယောဂလို့ပြိဋိဘံဆံကနေတွေးအံ့ရတယ်ဗျာပင်ပန်းပန်းကိုပြိဋိဘံဆံယူပါတယ်ဘာကံတော့ကတ္တတာကံဝိပတ္တော12ပါးဟာကတ္တတာကံ၅ကြီးအကျိုးပေးနေတာတို့ဘုရားကြီးခဏခဏခေါင်းကိုက်ရတယ်ကဲဘာဖြစ်လို့ခေါင်းကိုက်လဲနုစဉ်ကာလတငါတဲ့မိဘဝါကြတိုင်းပရိသတ်နေခါတုန်းကလေတငါတွေကဖမ်းလာတဲ့အခါကျတော့တခါတည်းထုရိုက်လိုက်တာထုလိုက်တဲ့ငါးလေးတွေထုလိုက်တော့တဲတောင်ကဖဖဖဖနေအဲ့ဒါလေးကိုကြည့်ပြီးတော့ပြုံးမိလို့တယ်ဗျာကဲပြုံးရုံတာနော်သူတိုင်းတတ်တာမဟုတ်ဘူးသွားပြုံးမိလိုက်တာနဲ့ဒုထရနောက်ဆုံးပစ္စည်းမဘဝိကဖြစ်တော့ခေါင်းခဏခဏဘာကံကအကျိုးပေးတာလဲကဲအာသိဏကံကမပေးရင်ကရဏကံကပေးတာပဲဒါကြောင့်မို့အဲ့ဒီကံအားလုံးကိုခြေပြတ်နိုင်တာကဘယ်လိုတော့ဒါဖြင့်ကံပေါ်ဘာသင့်တယ်လဲဒီတရားမျိုးမနာဘူးရင်မလေးထင်တိုင်းကျဲမယ်နော်ချမ်းသာတာတွေအထည်ပြရုပ်တွေကိုအထင်ကြီးမယ်ဟုတ်တယ်ကောင်းတာလို့ငါတို့ကောင်းနေတာပဲကွာမကြည့်ပါဘူးကွာဒီကောင်းတွေလို့ချမှာပဲဆိုတော့တွားရောအဲ့ဒါဒီလိုပြည့်စည်သွားတဲ့လူငယ်တွေလောကနေရလားဒီထဲမှာတို့သားငါတမင်းငါညီငယ်နှမငါတွေမပါစေနဲ့အားလုံးသဘောကျရဲ့လားဘုံဘုံဒီကနေ့ဟောပေးလိုက်တဲ့တရားအမြဲတမ်းနှလုံးသွင်းနေမကောင်းတဲ့အလုပ်များလုပ်တော့မယ်ဆိုဒီတရားလေးပြန်ဖွင့်ပြန်နာကိုယ်စီမရှိတန်ငါချင်းပြန်ငါဟုတ်မလားဆရာတော်ဟောသွားတဲ့ကာမပစ္စည်းနဲ့ဝိပါကပစ္စည်းငါပေးသားမှာကွာမင်းတရားမရဘယ်လိုလဲညံညံပေးသားမှာကွာငါမကောင်းတဲ့စိတ်တွေပေါ်နေလို့ပွန်းပွန်းလင်းလင်းတောင်းယူဟုတ်မလားကိုမလုတ်ချင်တဲ့အလုပ်တွေလုတ်ချင်တဲ့စိတ်တွေပေါ်နေလို့ကွာညံညံပေးသားမှာအဲ့ဒီကိုလေးဟုတ်လားပြီးတော့လည်းပေါက်ချိုးမနေနဲ့အောင်ပေါ့မယုံရတာမဟုတ်ဘူးသူတို့ဟာကအဲ့ဒါပြန်တို့တကလည်းမလေးဖရာဆောင်မှာကတ္တတာကံကအကျိုးပေးတယ်ဆိုရင်ယောဂီတို့ဘုန်းကြီးတို့ကလည်းဒါပြန်အကျိုးမပေးခြင်းဘူးဆိုရင်ယောဂီတို့ဘုန်းကြီးကအခုအရိယာလားပုထုဇဉ်နေလားဒီဘဝမှာကောင်းမှုမကောင်းမှုလုပ်ထားတဲ့ကံတွေလည်းမရှိဘူးလားအတိတ်ကကောင်းမှုမကောင်းမှုလုပ်ထားတဲ့ကံတွေလည်းမရှိဘူးလားအဲ့ဒီအကျိုးပေးတွေနောက်တာကတ္တတာကံအနေနဲ့အကျိုးမပေးစေချင်တော့ဘူးဆိုအဲ့ဒီကံတွေကိုအကျိုးပေးခွင့်မတာအောင်ဘာကံဖြစ်အောင်လုပ်ပြရမလဲအဟောတိကံမလေးလေးနော်ဘာကံဖြစ်အောင်လုပ်ရမလဲပြန်မှဘာကံဖြစ်အောင်လုပ်ပြရမလဲဘာကံဖြစ်အောင်လုပ်ပြရမလဲမှတ်ကြရောမေ့အောင်မလားလေကားမှမရောက်သေးတာဟုတ်ဗျလေကားရောက်ရင်မေ့တော့မှာကဲကောင်းပြီကတ္တတာကံကနေကျေးဇူးမပြုအောင်အဟောတိကံဖြစ်အောင်လုပ်ချင်တယ်ဆိုရင်လုံးလုံးအကျိုးမပေးတဲ့ကံကိုအဟောတိကံလို့ခေါ်တယ်အဲ့ဒီအဟောတိကံဖြစ်ချင်လို့ရှိရင်အဲ့ဒီကံအရာအလုံးကိုဖြတ်တောက်နိုင်တာဘယ်သူတော့အဲ့ဒီဒီဉာဏ်ကလည်းစွတ်တောင်းနဲ့ရမလားခန္ဓာပေါ်ဉာဏ်ရောက်မှလားကဲခန္ဓာကိုကြည့်လိုက်တော့ခန္ဓာဖြစ်ပြပါသက်စာကဲပြီးတဲ့ဉာဏ်ကဲဒီဉာဏ်ကလေးနဲ့ဖြတ်တောက်နိုင်မယ်ဆိုလို့ရှိရင်ယောဂီတို့ရေသူဟာဒီဉာဏ်ကလေသူမပယ်နိုင်တာဆိုလို့ယောဂီတို့ရေဂရုကံဆိုတဲ့ပင်စာနန္ဒိယကံကြီး၅ပါးကလွဲခဲ့ရင်နော်ကျန်တဲ့တာယသမီးစီဝါရေးကြောင့်ဖြစ်နေတဲ့လောဘကံအရာအလုံးကိုဟဲ့ဒီဉာဏ်ကအကုန်ချစ်ဖြစ်မယ်
ကဲချက်လိုက်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာယောဂီတို့လောဘဒေါသမောဟဆိုတဲ့ကံကြွေးတွေရှိပါဦးမလားလောဘဒေါသမောဟကံကြွေးအကြောင်းတရားမှမရှိတော့နောက်တဲ့အပယ်၄ပါးဆိုတဲ့ဝိပါကဝိချေရကြလိုပါအောင်မလားဒါနဲ့ဝိပါကဆိုတဲ့ဝိသက်အကျိုးပေးလာတာကံကြောင့်ရှိမှတ်သမှာဒါကြောင့်ကမ္မာပစ္စယောဝိပါကပစ္စယောပြောပါတော့လေကမ္မာပစ္စယောဝိပါကပစ္စယောအဲ့လိုတော့ပေါ့ရလားအဲ့ဒါကံကိုညံနဲ့မဖြတ်နိုင်တဲ့များကာလပတ်လို့နောက်ကဘယ်သူလိုက်မှာလဲဝိပယ်ဘယ်သူလိုက်မှာလဲဝိပယ်ဆိုတခြားလားအကျိုးပေးလားအကျိုးပေးမှန်တယ်တခြားလားခန္ဓာလားအဲ့ဒါခန္ဓာအကျိုးပေးပြီဆိုခေါင်းအမျိုးမျိုးပြောင်းတော့မှာလူကောင်းပြောင်းလိုက်နတ်ကောင်းပြောင်းလိုက်ဓမ္မကောင်းပြောင်းလိုက်ဒုက္ခရကောင်းပြောင်းလိုက်ဘလူကောင်းပြောင်းလိုက်တရေကောင်းပြောင်းလိုက်တခါတော့မွေကောင်းပြောင်းလိုက်နဲ့30တုံမျောကြီးမျိုးကြီးခေါင်းမျိုးမျိုးပြောင်းပြီးတော့မှဒုက္ခအလုံးစုံရနေတယ်ဆိုတာတခြားရဲ့တတိလားကံရဲ့တတိလားဟုတ်ကံကိုညာနဲ့ဖြတ်လိုက်တယ်ဆိုလို့ရှိရင်နောက်တော့ဝိပါကဆိုတဲ့အကျိုးပေးလာကြလို့မလားအဲ့ဒါဝိပါကအကျိုးပေးရဲ့ချုပ်ရငင်းရသိရကဘာသစ္စာလဲသစ္စာဘယ်နဲ့ချက်ပါလဲဒါဖြင့်အတိတ်ကလုတ်ခဲ့တဲ့ကံပစ္စုပန်လုတ်ခဲ့တဲ့ကံကိုအဟောတိကံဖြစ်ချင်ရင်ဘာနဲ့ဖြတ်ရမလဲဒါဖြင့်ကံပေါ်မှာဘာသိရမလဲဒါကြောင့်မလို့ဒီကနေ့ဟောလိုက်တဲ့တရားနာမည်ကပါတယ်လေကံပေါ်ဉာဏ်သိပြုလုပ်သိမသိဘူးလားသိမလားဒါလည်းပဋ္ဌာန်းတရားကိုဘုရားကဟောခဲ့လို့ယောဂီတို့အခုလိုဘုံကံပါရမီပါလို့ဒီတရားနာခွင့်ရတာဗျာတော်ရုံတိုင်ရုံဒီအသိဉာဏ်မျိုးရဖို့လွယ်ပါမလားဒါကရင်ရတဲ့အသိဉာဏ်ကိုလက်တွေ့ကိုကြိုက်နေတဲ့ဒီတရားကိုလက်တွေ့ကိုကြိုက်တာကိုလုပ်ပြီးနိဗ္ဗာန်ဝင်ဆိုင်နိုင်အောင်ကြိုးစားမျိုးအထောက်ကြပါစို့လို့တိုက်တွန်းတဲ့ gain နိုင်ရှိပြောကြအောင်ဆိုဗျာ